တရားချစ်ခင်ယောဂီသူတော်စံပေါင်းလို့ရှိဒီနေ့သာသနာတော်နှစ်2565ကောစာတက္ကီ1383ခုနှစ်တဇောလုံးလပြည့်ကျော်14ရက်ခရစ်နှစ်2021ခုနှစ်ဒီဇင်ဘာလ2ရက်ကြာတာလေးနေ့လည်က9နာရီမှ4နာရီအတွင်းအနတ္တလက္ခဏာတုတ်တန်နဲ့ဝိပဿနာသင်တန်းတရားကိုဟောကြားပို့ချပေးပြီးဆရာမကြီးကတော့မဟာတတ္တမဇောတိကတစ္ဆအဘိဓမ္မတရတိလူဘုဒ္ဓဘာသာဒီပလိုမာသုရအာဘိဓမ္မိကဝိသိဋ္ဌကလျာဏနာနာတစ္ဆယေဒီကမ္မထာနာစရိယဆရာမကြီးဒေါ်ဥပလဝန္နာထေရီဘောဓိစာယတော်ရထေရီမဝိယမှာဖြစ်ပါလိမ့်ရှင်တရားတော်ရယူသေးစွာနာယူကြပါစို့ရှင်ဆရာမကြီးပြန်တရားချစ်ခင်ယောဂီသူတော်စံအပေါင်းတို့အားအနတ္တလက္ခဏာတုတ်တန်နဲ့ဝိပဿနာသင်တန်းတရားဟောကြားပို့ချပေးပါရန်ယူသေးလေးစားစွာဖြင့်ပြည့်ဖိလျှောက်ထားအပ်ပါတယ်ခင်ဗျာယောဂီသူတော်စင်ဖောင်းလို့ဖျားဒီကနေ့အဖြစ်ဆရာလေးတို့ဘဝလေးရောက်ဗုဒ္ဓဓမ္မစာပေသင်တန်းရဲ့အနတ္တလက္ခဏာသုံးနဲ့ဝိပဿနာသင်တန်းပို့ချပေးရမယ်ဒုတိယနေ့ချင်းကားသမယဖြစ်ပါတယ်ဖျားတရားတော်တွေကိုမဟောခင်မနာခင်မှာတရားပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တ၃ကြိမ်ရွတ်ဆိုပြီးအတူတူရှိခိုးကြောကြပါစို့ဖျားနမောတတ္တဘဂဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝေတောအရဟတောသမ္မာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတော1500ကိလေသာတို့မှကိဝေတံရှင်တော်မူ၍မကောင်းမှုတရားတို့ကိုစိတ်ခွဲရနိုင်ပြီးပြုတော်မမူပြောတော်မမူစိတ်တော်မှကြံစီတော်မမူသဖြင့်မြမနဲ့လူတော်မုံသူတို့ဤပူဇော်ထူကိုခံယူတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးမြတ်တရားနှင့်အလုံးစုံသောတရားတော်မြတ်တို့ကိုဆရာမကူတရားမူဉာဏ်ဖြင့်ကိုယ်တော်တိုင်းတ
ထင်ထင်တည်မြင်တော်မူလိုက်ပါ၏ထသောတတပကဝါတောထိုဘုံတော်နန္ဒညနောနန္ဒကံနောနန္ဒတကူတော်နန္ဒရုံဤပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောယုတိမြတ်နုမညွတ်ချိုး၍ရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုတရားချစ်ခင်တရားနဲ့ပြောရွှင်တရားသင်တန်းကိုလာရောက်တက်ရောက်ကြတဲ့ယောဂီသူတော်စင်ပေါင်းတို့ဖျားဒီကနေ့ကတော့သာသနာတော်နှစ်2565ဘောဇာတက္ကရာ1383ခုနှစ်ဒီဇင်ဘာလပြည့်ကျော်14ရက်ခရစ်နှစ်2021ခုနှစ်ဒီဇင်ဘာလ2ရက်ဇာတာပတိနေ့နေ့လည်ခင်း2နာရီကနေ4နာရီအတွင်းဘဝလျောင်းဗုဒ္ဓဓမ္မစာပေသင်တန်းမှသင်ကြားပို့ချအပ်သောနတ္တလက္ခဏာသုတ်တန်နေ့ဝိပဿနာသင်တန်းရဲ့ဒုတိယနေ့သင်ခန်းစာမှာကြိုဆိုလိုက်ပါတယ်ဗျာဒီကနေ့သင်တန်းစာတွေကိုမဟောခင်မနာခင်မှာတရားအလှပေးလူကြတဲ့သူတွေထေရီမားတို့ရွာအတွက်လူတန်းကြတဲ့သူတို့တာဓုအနုမောဒနာခေါ်နိုင်ရန်အတွက်ဇာလေးကြီးညာပေးပါမယ်ဗျာဒီကနေ့ဇာလေးတို့ရဲ့ဒီမိတ်ဆွေရင်းချဖြစ်ပါတယ်ဓမ္မရောင်ကြီးဓမ္မဒါနဖောင်ဒေးရှင်းမှာဆရာလေးနဲ့အတူတူလက်တွဲပြီးတော့သာသနာပြုလုပ်ငန်းတွေကိုအသက်အရွယ်ငယ်တော်လဲပဲစွမ်းစမ်းတပံဆောင်ရွက်နေတဲ့ဓမ္မရောင်ကြီးဓမ္မဒါနဖောင်ဒေးရှင်းရဲ့အတွင်းရေးမှူးကိုကျော်စင်ချစ်နဲ့ဇနီးမကြည်ပြတို့ရဲ့3နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ဖြစ်ပါတယ်ဒီမင်္ဂလာနှစ်ပတ်လည်မှာသမီးလေးသွန်းချစ်တရားလေးရရှိနေပြီဖြစ်ပါတယ်သူတို့မိသားစုရဲ့ထေရီမားတို့ရွာလန်တရာလူ3သိန်းချက်လူရန်ထားပါတယ်တာဓုခေါ်ကြပါစို့ဗျာသာဓုသာဓုသာဓုဒုတိယတူကတော့ဆရာလေးတို့ရဲ့ happy အဖွဲ့ဝင်ဓမ္မစကြာနေ့အနတ္တလက္ခဏာတုတ်သင်တန်းသူဦးမင်းသူတော်အုံမအောင်မိသားစုမှဒီဇင်ဘာလဖွာဇာတာပရိသာဦးမင်းသူရဲ့မွေးနေ့ထိမ်းမှန်အဖြစ်ထေရီဓမ္မစီရီတေယံလူတော်ငွေ3သိန်းဆရာလေးအတွက်နဝကမ္မလူ9000ကိုငယ်လန်းလူ9000ရေတွင်းရေကန်လူ9000လျှက်စစ်မီအလူ9000ရေအိမ်ကုတီအတွက်9000စုစုပေါင်း3သိန်း5000ကျပ်လူရန်ထားပါတယ်ဗျာဒါဖြင့်ဦးမင်းသူဒေါ်အုံမအောင်မိသားစုရဲ့ဒုတိယအချိန်3000ခွဲဖြစ်ပါတယ်ပထမဓမ္မစကြာသင်တန်းလုံးကလည်း3သိန်းခွဲ3000ခွဲတော့ဖြစ်တယ်3သိန်းခွဲလူတန်းထားပါတယ်ဒါဒုတိယအချိန်3သိန်းခွဲထပ်မံပြီးတော့လူတန်းတာဖြစ်ပါတယ်ဒီလိုနှစ်ခါလူပြီးဆိုရင်တော့တတိယမြောက်လည်း3သိန်းခွဲထပ်လူရမယ်သဘောရှိပါတယ်ဗျာကဲအဲ့လိုပဲဒီ3သိန်းခွဲကိုဒုတိယအချိန်လူတယ်လို့ဦးမင်းအောင်ဒေါ်အုံမအောင်မိသားစုကဆရာလေးကျမကြီးကောင်းမှုအတွက်ပါတီယာပလစန်တာဒုတိယအချိန်ဆေးကိုလည်းလူတန်းထားပါလေဗျာသာဓုသာဓုသာဓုနောက်တူလူရှင်ကတော့တတိယမြောက်လူရှင်ကဆရာလေးတို့ဘဝလင်းရောင်ဗုဒ္ဓဓမ္မစာပေသင်တန်းရဲ့လမ်းမတော်သင်တန်းမိသားစုများဖြစ်ပါတယ်ဒီလမ်းမတော်မိသားစုများဟာဆရာလေးနဲ့ဆိုရင်ဗိဓမာစာပေစတင်ကြတဲ့ကသူတို့နဲ့စတွေ့တာပေါ့နော်9နှစ်10နှစ်လောက်ရှိသွားပါပြီဆရာလေးလှုပ်ချင်တာမှန်သမျှကိုဖြည့်ဆည်းပေးနေတဲ့သင်တန်းသားအဖွဲ့များလည်းဖြစ်ပါတယ်ဆရာလေးကအခုဒီမွေးနေ့အမီကုရီအိမ်သားစောက်ချင်ပါတယ်ပေါ့ရေအိမ်စောက်ချင်ပါတယ်ရေအိမ်က10လုံးစောက်ရမယ်အမျိုးသမီးအတွက်4လုံးတစ်တွဲအမျိုးသားအတွက်4လုံးတစ်တွဲပေါ့နော်တစ်လုံးကို30လောက်ကျမယ်လို့ပြောတော့ချက်ချင်းပဲသူတို့လမ်းမတော်ဘဝလင်းရောက်ဗုဒ္ဓဓမ္မစာပေသင်တန်း
လမ်းမတော်တင်နန်းခွဲမှာရေအိမ်အတွက်320လူဒန်းထားပါတယ်ဗျာသာဓုသာဓုသာဓုမနေ့ကတော့ဆရာလေးတို့ကိုတန်လျင်မှကိုမျိုးကျော်မက်စင်မီလိုင်းမိသားစုကနေပြီးတော့သာသနာမြေအတွက်ကိုအလူရှင်အမှတ်စဉ်1005နဲ့စက်သိန်းတီလူရန်ပြီးတဲ့အခါမှာဒီနေ့ဒုတိယအချိန်ဖြစ်နေဆရာလေးတို့ခုထားတဲ့ဝစ်စုံနဲ့ဒီဝစ်စုံเนาะစပန်သားလို့ဂျပန်စပန်သားပိုးစပန်သားတီလာရှင်ဝစ်စုံနှစ်စုံကိုဆရာလေးကိုယ်တိုင်းနဲ့တိုင်းပြီးတော့နှစ်စုံလူရန်ထားပါတယ်ဗျာသာဓုသာဓုသာဓုနှစ်ဖက်သောမိဘများကိုအမှုထား၍ဇက်လေးတို့ရဲ့အခုဖျားတွေဒီလိုမျိုးဖျားနဲ့သက်ဆိုင်တဲ့ကြီးပစ္စည်းတွေကိုရောင်းတော့ဖွင့်ပေးတဲ့ကိုအောင်မိုးမြင့်မအောင်မမြင့်မိသားစုကကိုအောင်မိုးမြင့်ရဲ့250ပြည့်မွေးနေ့နဲ့မင်္ဂလာနှစ်ပတ်လည်18နှစ်ပြည့်အတွက်ဇက်လေးတို့ထေရီမတို့ရွာသာသနာမြေအတွက်တသိန်းလန္ဒရာအတွက်ဓမ္မစီရီအတွက်3000စုစုပေါင်း33000လူရန်ထားပါတယ်ဖေဟာသာဓုသာဓုသာဓုကွယ်လွန်သူမိဘများအာရည်စု၍မက်ခင်ချိုလေးမနီလာမက်ဇာနီကျော်ညီမများမှတက္ကမယူထင်တယ်နော်ဇာလေးတို့ရဲ့နတလက္ခဏာသုတ်တင်နန်းသူညီမများမှသာသနာမြေလူရှင်မက်စင်2013အတွက်အလူငွေ7သိန်းလူဒန်းထားပါတယ်ဗျာသာဓုသာဓုသာဓုကဲနောက်တစ်ခုကတော့ဆရာလေးတို့ရဲ့တပည့်အရင်ဘဝလေးရောက်ဗုဒ္ဓဓမ္မစာပေသင်တန်းရဲ့10မြောင်းသင်တန်းခွဲမှာတပည့်အရင်အေးဦးတင်ဝင်းဖြစ်တယ်လို့သူ့ရဲ့ဇနီးဒေါခင်မာချူဟာဆရာလေးတို့ဘဝလေးရောက်ဗုဒ္ဓဓမ္မစာပေသင်တန်းရဲ့လက်ထောက်ဆရာမပြီးဒီမှာသင်ကြားပေးတဲ့လက်ထောက်ဆရာမတူနေဖြစ်ပါတယ်ဆရာမတို့မိသားစုကနေပြီးတော့လျှက်စစ်မိအလူတော်ငွေ3သိန်းကျပ်လူဒန်းထားပြီးတော့ကုသာသနာမြေအလူရှင်အမှတ်စဉ်1011အတွက်3သိန်းကျပ်တီလူဒန်းထားပါတယ်သူတို့မိသားစုကပဲလစဉ်စွန်းလူငွေကိုဆရာမပြီးဒီမှာဆရာမဒေါ်မာလေးနဲ့လစဉ်လူငွေ1000ဝဲကိုလူဒန်းထားပါတယ်6လပိုင်းနဲ့8လပိုင်းနဲ့9လပိုင်းအတွက်3000ကျပ်စီလူဒန်းပါတယ်နှစ်ကွယ်လွန်သွားပြီဖြစ်သောမိခင်ကြီးဒေါ်တန်းမြင့်အားရည်စူး၍ဒေါ်တင်းတင်းဆွေမှကွန်ကရစ်လန်းလူ3000ကျပ်လည်းလူဒန်းထားပါတယ်ဆီယမဒေါ်မာလေးပြီးမှလက်ထောက်ဆီယမဒေါ်မာလေးမိသားစုကမီးလူတော်ငွေ3သိန်းကျပ်ကိုလူဒန်းထားပါတယ်ဗျာသာဓုသာဓုသာဓုကဲနောက်ဆုံးပိတ်အိမ်နဲ့လွဲတဲ့ဒါလေးတို့ပြီးဒီမှာသင်တန်းရဲ့ဘဝလေးရောက်ဗုဒ္ဓဓမ္မစာပေသင်တန်းလမ်းမတော်ထန်းတပင်သင်တန်းမှာဒေါခင်ကြီးနဲ့ဒေါ်ဆန်းဆန်းကြီးမိသားစုကနေပြီးတော့သာသနာမြေ3သိန်းကျပ်နောက်ပြီးတော့ယောဂီဆောင်အတွက်35သိန်းနော်ယောဂီဆောင်35သိန်းယောဂီဆောင်အတွက်35သိန်းနဲ့လမ်းအလူငွေ3000ကျပ်စုစုပေါင်း35သိန်းနဲ့3000ကျပ်လူရန်ထားပါတယ်ဗျာသာဓုသာဓုသာဓုဆရာလေးတို့ဆက်လက်ပြီးတရားတွေကိုဟောကြားဖို့အတွက်အန္တရာယ်ကင်းပြီးရှင်အားလုံးမြတ်တာဖို့အတွက်ယရနာတော်မြတ်သုံးပါးနဲ့နန္ဒောနန္ဒာ၅ပါးအားရှိခိုးပြီး30ဘုံဝိနည်းတို့အားမေတ္တာပုဒ်တာအမြပေးဝေတော်မူကြပါစို့ဖျားဗုဒ္ဓံကရဏံကိသာမိဓမ္မံကရဏံကိသာမိသံဃံကရဏံကိသာမိဗုဒ္ဓဂုဏအနန္တောဓမ္မဂုဏအနန္တောသံဃာဂုဏအနန္တောမာတာပိတုဂုဏအနန္တောအာစရိယ
ကုနောအနန္တောအနန္တောနန္ဒငါးပါးတို့ယောတိမြတ်တို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရား30ဘုံကျင်လေကဘုံသောလူနဲ့ပြေမတတရဝအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘိယံကတိကိငြိမ်းကြပါစေဆိုရင်ကတိကိငြိမ်းကြပါစေယောဂကတိကိငြိမ်းကြပါစေအကျွန်ုပ်တို့ဤဘဝဆက်ဆက်မှစ၍ယနေ့တဲ့တိုင်အောင်ပြုခဲ့ဘူးသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုစုစုတို့ကိုအထူးအားဖြင့်ယနေ့ဗုဒ္ဓမြတ်စွာဟောကြားပါသောအနတ္တလက္ခဏာသုတ်တံဒေသနာတော်ကိုနာကြားရသောကုသိုလ်ကြည်ညိုရသောကုသိုလ်ပူဇော်ရသောကုသိုလ်အာဟာရဒါနလူရန်ရသောကုသိုလ်ဝိယဝိသဆောင်ရွက်ရသောကုသိုလ်နေရာဌာနပေးလူရသောကုသိုလ်ကောင်းမှုစုစုတို့ကိုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါဦးလောသာဓုသာဓုသာဓုကဲယရနာတော်မြတ်သုံးပါးနဲ့နန္နောနန္ဒ၅ပါးလည်းရှိခိုးပြီးပြီအတူဆုံးဘုရားရှိခိုးကိုလည်းအ내ပေးပြီးပူဇော်ပြီးပြီဆိုတဲ့အတွက်30ဘုံသားတို့လည်းမေတ္တာပို့တာအမြပေးဝေပြီးဖြစ်တဲ့အတွက်ဆရာလေးတို့သင်တန်းလေးစတင်ပါမယ်သင်နေတဲ့သင်တန်းကနတ္တလက္ခဏာသုတ်သင်တန်းဒီသင်တန်းကိုဆရာလေးတို့အာယုံပြန်ပြီးတော့ပြုကြည့်ပါဆရာလေးတို့ဘယ်ရစမလဲလွန်ခဲ့သောနှစ်ပေါင်း2610လွန်ခဲ့သောနှစ်ပေါင်း2610မှာဘုရားရှင်ကိုရောမြတ်ကြီးကဖျားဖြစ်တော်မူပြီးတော့ပထမဆုံးတရားဥဓမ္မစကြာကိုဖျားဖြစ်တော်မူပြီး2လဖျားဖြစ်တော်မူတာကမဟာတက္ကရာ103ခုနှစ်ဝါဆိုကစုံလပြည့်နေ့2လကြာတဲ့အခါမှာဝါဆိုပြီးပါလားလဲကစုံပြီးတော့ပါလားလဲနယုံပြီးတော့ဝါဆိုကစုံလမှာဖျားဖြစ်တယ်ပြီးတော့နယုံဝါဆိုဘယ်2လမြောက်2လမြောက်2လမြောက်ဖြစ်တဲ့မဟာတက္ကရာ103ခုနှစ်ဝါဆိုလပြည့်နေ့စနေနေ့မှာတရားဥဓမ္မစကပဝေတနာတုတ်တံကိုအနောက်လောကရတ်တို့နေဝန်းကြီးကလည်းဝင်လူဆဲဆဲအချိန်အရှိလောကရတ်ကနေပြီးတော့လာဝန်းကြီးကလည်းထွက်လူဆဲဆဲအချိန်နေနဲ့လာတို့နှစ်ပါးဆိုင်အယောင်နေတခါလေလင်းနေတဲ့အချိန်ကလေးဆရာလေးတို့အခုနေပြောရင်တော့ညနေ6နာရီအချိန်လောက်မှာပေါ့ဘာယာနေတိပြည်နီးမှာရှိတဲ့မိဂရာဝန်တော်ကလည်းအားလုံးသိတဲ့အတိုင်းဣတိပတနာနာမကေဘုရားယဟန္တာပိစေကဗုဒ္ဓယတိယဟန်ဇံယပုဂ္ဂိုလ်ကြီးတွေလာပြီးတော့အနားယူဖို့အတွက်ခြေချဆင်းသက်တဲ့နေရာပေါ့သားသမီးတွေသားကောင်တွေကိုဘေးမဲ့ဘေးမွေးမြူထားတဲ့တောအဲ့ဒီတောရဲ့ကြီးမှာအားလုံးဘာအန္တရာယ်မှမရှိဘူးလို့ဆိုလိုတာသားသမီးတွေကိုတော့မှဘေးမဲ့ပေးထားတဲ့တောကိုယ်စိတ်ကအဲ့ဒီကိုသွားရတယ်တောရက်ကိုစိတ်ကပျော်ရတာပေါ့ဆရာလေးတို့အခုတောမှာသွားနေဖို့ပြန်လဲပြီးတော့အားလုံးပြင်ဆင်တယ်ပထမတော့တောဆက်ကြီးလုံးဝရာဘာပင်တွေဝင်းရံနေတဲ့ကုန်းပြင်ကြီးမှာစပြီးတော့သာသနာပြုဖို့အတွက်လုပ်တယ်အဲ့ဒီတင်းမှာပဲဆရာလေးကနေမကောင်းကိုဗစ်ဖြစ်လိုက်တယ်ဆိုတော့အဲ့ဒီအတွင်းမှာပဲမိုးရင်းကြီးနဲ့ပဲစံချောင်းလေးစောင့်ချောင်းလေးစောင့်ပေါ့အခုဆိုရင်2ပါးဆောင်5ဆောင်ကိုတပြိုင်နက်ပြ
ပြီးအောင်စောင့်နေတယ်တစောင်းစောင့်နေတယ်23ဧကတဝင်းလုံးကိုအားလုံးကားနဲ့သွားလို့ရအောင်ကွန်ကရစ်လန်ခင်းနေတယ်ကားတွေပကင်ထိုးလို့ရအောင်ခင်းနေတယ်ကားလမ်းရဲ့ဘယ်ညာဝဲရာတွေမှာပေ3ပေအကျယ်အပင်လေးတွေစိုက်ဖို့အပင်ပူလေးတွေစိုက်ဖို့အတွက်မြက်ခင်းပြင်လေးနဲ့အပင်ပူလေးစိုက်ဖို့အတွက်စီစဉ်နေတယ်ကားလမ်းပြီး3ပေအလှပန်းလေးတွေပြီးဒီဘက်ကမြောင်း system ကိုလုပ်တယ်တောင်ကုန်းဖြစ်တဲ့အတွက်ရေတွေစီးတယ်ရေတွေစီးတာကိုမြောင်းမပေးထားရင်လမ်းပြတ်တယ်ဒါကြောင့်မို့လို့သူ့လမ်းနဲ့သူသွားမှလို့မို့ဆိုလမ်းမပေးထားရင်ကမူးရှူတာမတိုးလားတိုးဟာလမ်းပြရေးမကြည့်လားရေးကြည့်လားရေးကြည့်လမ်းပြမရှိရင်ရေတွေကလည်းသူအဆင်ပြေသလိုမစီးဘူးလားစီးမှာပေါ့နော်အဲ့တော့တောရက်ကိုခိုးလုံတဲ့သူတော်ကောင်းတွေယတိယဟန်တွေတရားဥဓမ္မစကပဝေတနာတုတ်တံကိုလပြည့်နေ့မှာဟောလိုက်တယ်အရှင်ကွန်းထင်ညသောတာပတ္တိမဲ့ညံဖူညံကြပြီးသောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်ခါယဟန်အဖြစ်ကိုတောင်းတယ်အဲ့တော့ဒီစပြီးဟောတဲ့အချိန်မှာသူတို့ဒီနော်တက္ကတွန်းနေလို့သူတို့တွေကပြဘူတွေလို့သူတော်ကောင်းနေနော်ဘလောက်တောင်ပါရမီဖြည့်ထားတဲ့သူတော်ကောင်းတွေလဲဆိုရင်ကဘာတသိန်းပါရမီဖြည့်ခဲ့တာကဘာတသိန်းပါရမီဖြည့်တယ်ဆိုတာဒါတန်တရားရဲ့အရှိကိုလှမ်းကြည့်လိုက်တာသူတို့ကဘာတသိန်းပါရမီဖြည့်လာခဲ့တယ်ဒီဘဝမှာကြည့်မယ်ဆိုရင်လဲတိဋ္ဌမင်းသားအလောင်းလျာလေးစပြီးတော့မွေးဖွားလာတဲ့နမိတ်ဖတ်တဲ့အချိန်မှာသူတို့တွေကဒီကွန်းတင်ညာပုံညာကဘာဖြစ်မယ်လို့ပြောခဲ့လို့ဖျားစင်စေဧကံဖြစ်မယ်ပြောဒီဒိဋ္ဌဓမ္မတစ်ခါတည်းဟောခဲ့တာကိုသိတဲ့အတွက်ကြိုတင်ပြီးတော့ဒီကလေးလေးမွေးလာခဲ့ပြီးတော့ဒီကလေးလေး29နှစ်တောထွက်တဲ့အချိန်ကြီးမရောက်ခင်ကတည်းကအနှစ်20ကျော်30နီးပါးတောထဲမှာလာပြီးဥရဝေလာတောစခန်းမှာတီလစင်ကြယ်စွာနဲ့တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုဓမ္မမစ္စည်းတို့မျက်လုံးနဲ့မြင်ရမယ်ပါရမီဖြည့်ခဲ့တာကဘာတသိန်းဒီပိစဝက်ကြီး9ခုပဲကိုကြည့်နော်ပါရမီဖြည့်ခဲ့တာကဘာတသိန်းဒီဘဝမှာကြိုတင်ပြီးတော့ယတိယဟန်ပြုတ်ပြီးတော့လာပြီးတော့တီလတမာရီကိုစောင့်တည်နေတာကနှစ်30နီးပါးတီလလည်းဘလောက်စင်ကြယ်မလဲစဉ်းစားကြည့်ပြီးတဲ့အခါမှာသူတို့ကပညာရှိတယ်တီလကလည်းအင်မတန်စင်ကြယ်သလိုသူတို့မှာတမာရီကလည်းအင်မတန်ကောင်းနေတဲ့ပုဂ္ဂိုလ်တွေသို့တော်လည်းပဲဒီလိုအေဟိဘိက္ခုလို့မခေါ်ရအောင်သူတို့မှာကစံပင်တွေအရှည်နဲ့မုတ်စိတ်ကျင်ဆွယ်တွေနဲ့အများကြီးဖြစ်နေတယ်နော်သင်္ကန်းတွေမဟုတ်ဘဲနဲ့ဖယိုဖယဲဝတ်ထားတဲ့ပုံစံတွေကိုမျက်လုံးထဲမှာမြင်ရမယ်အဲဒီတော့မှသူတို့ကိုတရားဟောလိုက်တဲ့အချိန်မှာအရင်ဆုံးအဲ့ဒီလပြည့်နေ့ညနေတရားပြီးသွားတဲ့အချိန်မှာပထမယံမှာပဲအရှင်ကွန်းထေညာကဘာဖြစ်သွားလဲသောတာပတ္တိသောတာပန်သောတာဖိုမာတည်ပြီးတော့ဘာဖြစ်သွားလဲသောတာပန်ဖြစ်သွားတယ်အဲ့တော့မှယဟန်ဖြစ်ကိုတောင်းတော့အေဟိဘိက္ခုခေါ်လိုက်တဲ့အခါမှာယဟန်ဖြစ်သွားတယ်ကဲနောက်တနေ့ကျတော့အရှင်ကွန်းထေညာကစွန့်ငယ်ကြွပြီးကျန်တဲ့သူတွေကိုဆက်ပြီးတော့တရားဥဓမ္မစကြာဆက်လက်ပြီးတော့မလုပ်လဲဟောကြားတယ်ဒုတိယနေ့ဝါဆိုလပြည့်ကျော်တရက်နေ့မှာအရှင်ဝပ္ပ2ရက်နေ့မှာအရှင်ဗတ္တိယ3ရက်နေ့မှာအရှင်မဟာနံ4ရက်နေ့မှာအရှင်အတ္တဇီအဲ့တော့တရားဟောလိုက်တဲ့အချိန်မှာ5ပါးလုံးကတော့သောတာပတ္တိမဲ့မှာတည်ပြီးပြီဖိုမှာတည်ပြီးပြီဖြစ်တဲ့အတွက်သောတာပန်အရိယာပုဂ္ဂိုလ်တွေလို့သိရမယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စနဲ့အတူအပယ်လေးပုံကိုသွားနိုင်တဲ့ကိလေသာမှန်သမျှကိုသောတာပတ္တိမေတ္တာနဲ့ပယ်တတ်ပြီးသားပုဂ္ဂိုလ်တွေကိလေသာအကုန်လုံးမစင်ကြယ်သေးတော့လဲအပယ်ကိုလားနိုင်တဲ့ကိလေသာတော့လုံးဝမရှိဘူးအဲ့တော့လွန်ခဲ့သောနှစ်ပေါင်း2610ကိုပြန်သွားလိုက်ရင်ကိုယ့်ရဲ့မျက်လုံးထဲမှာမြင်းနေရတဲ့ခါတဲ့တောရိပ်တောင်ရိပ်လေးထဲမှာเนาะဒီမျက်လုံးထဲမှာမြင်ရတဲ့လူအနေနဲ့ကတော့ပင်စဝက်ကြီး9ဦးเนาะနတ်မြမာတွေအများကြီးလာပြီးတော့တရားနာကြတာအဲ့ဒီမှာတခါတည်းမြတ်စွာဘုရားသောတာပန်ဓမ္မစကြာတရားကိုဟောလိုက်တဲ့အခါမှာပင်စဝက်ကြီး9ဦးကလည်းသောတာပန်ဖြစ်တယ်လို့မြမာက18ကတိသောတာပန်တည်တယ်နတ်ကမရေမတွက်နိုင်အောင်ရှိတယ်တော့လူတွေကဘယ်နှပါလဲ5ပါအရှင်ကုဏ္ဏညာဥဆောင်တဲ့5ပါပြီးရင်မြမာကဘယ်လောက်လဲ18ကတိအရိယာဖြစ်တယ်သောတာပန်ဖြစ်တယ်ပြီးတော့နတ်ကအသင်္ချေဆိုရေတွက်လို့မရအောင်
သောတာပန်ဖြစ်တယ်ဒါကိုလည်းအဲ့ဒီကနေဆက်ပြီးတော့မှအရတ္တမက်ကိုဥတည်တဲ့အနတ္တလက္ခဏာတုတ်ကိုဟောမှာဆိုတော့အင်မတန်ကိုဒီပါရမီကလည်းကဘာတသိန်းဖြည့်ပြီးသားပါရမီဖြည့်ထားတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်ယခုဘဝမှာလည်းနှစ်30သီလသမာဓိနဲ့ပြည့်စုံတဲ့အပြင်ကိုသူတို့ကိုယ်တိုင်ကကိုလည်းပညာရှိတွေဖြစ်တယ်အခုနတ္တလက္ခဏာကိုလက္ခဏာတုတ်ကိုဟောရမယ်ဆိုတော့ဓမ္မစကြာဟောတဲ့နေရာကနေမြောက်ယွန်းယွန်းကိုအခုဓမ္မိကစေတီတည်တဲ့နေရာလေးကိုဖះကရွှေ့ပြီးတော့အဲ့နေရာမှာထပ်ပြီးတော့၅ပါးလုံးနဲ့နတ်ပြမခြံရံပြီးတော့အနတ္တလက္ခဏာတုတ်ကိုစာပြီးတော့ဟောတယ်ဟောတဲ့အခါမှာအနတ္တလက္ခဏာတုတ်မှာပါရှိတဲ့အတိုင်းရုပ်အကြောင်းတွေပါတယ်ဝေဒနာအကြောင်းတွေပါတယ်တင်ညာအကြောင်းတွေပါတယ်သင်္ခါရအကြောင်းတွေပါတယ်ဝိညာဉ်အကြောင်းတွေပါတယ်အဲ့တော့ရုပ်တွေနာမ်တွေကိုဖယ်ခွာပြီးတော့အတ္တဒိဋ္ဌိပြုတ်ဖို့အတွက်မြတ်စွာဘုရားကတော့တက္ကရာဒိဋ္ဌိပြုတ်ပြီးသားဖြစ်တဲ့ဘယ်သူတွေကိုဟောတာလဲပိစဝဲကြီး၅ဦးအစရှိတယ်အခုတော့သူတို့ကယဟန်ဖြစ်သွားပြီเนาะအရင်တော့ယသိဘဝနဲ့ပေါ့အခုတော့ယဟန်ဖြစ်သွားပြီသူတို့ဟောမှာဖြစ်တယ်ဓမ္မမိတ်ဆွေတို့ကတော့ဒီတရားကိုနားတော့မယ်ဆိုရင်ဘာအကြောင်းသိဖို့လိုသေးလဲရုပ်အကြောင်းနဲ့အကြောင်းဆိုတော့ရုပ်နဲ့ကိုသူကခွဲတော့မှာလေရုပ်ရဲ့အနတ္တဖြစ်ပုံဝေဒနာရဲ့အနတ္တဖြစ်ပုံတင်ညာရဲ့အနတ္တဖြစ်ပုံသင်္ခါရရဲ့အနတ္တဖြစ်ပုံဝိညာဉ်ရဲ့အနတ္တဖြစ်ပုံအနတ္တဆိုတာကအအပေါင်းအတ္တဖြစ်တဲ့အတွက်အတ္တအကြောင်းတော့ဓမ္မမိတ်ဆွေတို့သိပြီးသွားပြီမတရားဟောခဲ့တယ်ဒီကနေ့တော့အနတ္တအကြောင်းဟောရမှာပြီးလို့မှ तू ကရုပ်အပေါ်မှာတဏမာနဒိဋ္ဌိတွေနဲ့မဆွဲလန်းဖို့ဒါကိုဆက်ပြီးတော့ဟောမှာပြီးတော့ဘယ်နှချက်လဲနာမ်ပေါ်မှာနာမ်ကဘယ်နှပါနာမ်ခန္ဓာ၄ပါးအဲ့တော့ဒါတွေကိုဆရာလေးတို့ကရုပ်အကြောင်းနာမ်အကြောင်းကိုအနည်းငယ်မျှသိအောင်ဆရာလေးဒီကနေ့မိတ်ဆက်ပေးမယ်အဲ့တော့ဗိဓမာသင်ပြီးသားတက်ပြီးသားသူတွေအတွက်တော့ဒါဟာအင်မတန်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်ဒါပေမဲ့လည်းအဘိဓမ္မာမသိသေးတဲ့မတက်သေးတဲ့သူတွေအတွက်နတ္တလက္ခဏာတုတ်ကိုဆက်ဖို့ရမှာအထင်ငေါ့ဖြစ်နေတယ်ဒါကြောင့်မလို့ဆရာလေးကဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုခန္ဓာဖွဲ့ရဖို့အတွက်ရုပ်အကြောင်းနာမ်အကြောင်းသင်ပေးပါမယ်ရုပ်အကြောင်းနာမ်အကြောင်းသင်တဲ့အခါမှာပရမဆိုတဲ့စကားလေးရအောင်ကြည့်ရမယ်မြတ်စွာဘုရားရှင်ကပြောတယ်ဟောခဲ့တဲ့အခါမှာတလောကလုံးမှာလေတဲ့မြင်သမျှအရာကိုကြည့်လိုက်ရင် तू တတ်မှတ်เสียကြည့်เสียတရားအနေနဲ့ကြည့်မယ်ဆိုရင်၅မျိုးပဲရှိတယ်ဘယ်နှမျိုးလဲပဲရှိတယ်၅မျိုးခုဆိုတော့ဆရာလေးတို့ကဒီနေရာမှာကြည့်ရုံနဲ့ကိုပဲဒါကဆရာလေးလာတေလာထေရီဒါကဆွေလေးဒါကမြတ်စွာဘုရားရဲ့ရုပ်ထုဒါကကြည်စီပြောစရာတွေကအများကြီးပဲဟောမြတ်စွာဘုရားကတော့တလောကလုံးကိုကြည့်လိုက်ရင်တရားကဘယ်နှပါးပဲရှိလဲ၅ပါးပဲရှိဒါကိုညီယဓမ္မတရားလို့ခေါ်တယ်ဘယ်လိုခေါ်လဲညီယဓမ္မတရားနော်တနည်းအားဖြင့်အဘိဓမ္မထတရားလို့လည်းခေါ်တယ်ဘယ်လိုခေါ်လဲအဘိဓမ္မထတရားအဘိဆိုတာတာလွန်သောထူးကဲသောဓမ္မဆိုတာတရားအတ္တကအ내ဒိဋ္ဌိအဘိဓမ္မထအထလေးဒီမှာပေါင်းလိုက်တာပေါ့လေအဘိဓမ္မထတရားညီယဓမ္မတရားသို့မဟုတ်အဘိဓမ္မထတရားသည်ဘယ်နှပါးပဲရှိလဲ၅ပါးပဲရှိတယ်၅ပါးပဲရှိတယ်တလောကလုံးမှာကြည့်ဒါပဲတွေးရမေးတဲ့ဟုတ်မဟုတ်စစ်ကြည့်တာပေါ့ဆရာလေးတို့ကဟုတ်ရဲ့လားဖះဟောတာတယ်ပြန်ပြီးတော့စစ်ကြည့်မယ်စစ်ကြည့်ရင်အဲ့ဒီအဘိဓမ္မတတရား၅ပါးကိုစစ်ကြည့်ရင်သူ့မှာလဲ2မျိုး꿰သွားတယ်ဘယ်နှမျိုး꿰လဲ2မျိုးပရမနဲ့အထနဲ့ပေါင်းတော့ပရမတ္ထအဲ့ဒီပရမတ္ထတရားက၄ပါးရှိပြီးတော့တဲ့၄ပါးရှိပြီးတော့ပညတ္တိပအမျိုးမျိုးစားစားညတ္တိခေါ်ဝသုံးဆွဲတတ်တဲ့ပညတ္တိဆိုတဲ့တရားကတစ်ပါး၄နဲ့1နဲ့ပေါင်းရင်ဘယ်လောက်လဲ၅ပါးအဲ့ဒီ၅ပါးကိုဆရာလေးတို့ကဘာလို့ခေါ်လဲအဘိဓမ္မထတရားဓမ္မထတရား၅ပါးကိုညီယဓမ္မတရားတည်တည်တိုက်တဲ့တရားဒါပဲရှိတယ်လူမရှိဘူးနတ်မရှိဘူးဗြဟ္မာမရှိဘူးသိနိုင်တဲ့ဟောနိုင်တဲ့တရားကဒါပဲရှိတယ်အဘိဓမ္မထတရားဘယ်နှပါလဲ၅ပါးအဲ့ဒီ၅ပါးကိုဆရာလေးတို့ပြန်ခွဲကြည့်တော့ပရမတ်နဲ့အထနဲ့ပေါင်းတော့ပရမတ္ထတရား၄ပါးပရမတ္ထတရားဆိုတာပရမဆရာလေးကဒါအသေးစိတ်တော့မပြောပါဘူးဒါပေမဲ့ပြောတင်ပြောလိုက်တော့ပြောတော့ပရမဆိုတာမှန်ကန်တဲ့သဘောတရားဘယ်တော့မှမဖောက်ပြန်ဘူးတဲ့ဆိုပါတော့စိတ်ဆိုတာအာယုံကိုတိတတ်တယ်လို့ပြောရင်အာယုံကိုတိတတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်ဘူးစိတ်ကပြောင်းသွားတယ်ဒီစိတ်ပြီးနောက်တစ်စိတ်ပြောင်းသွားတယ်
ဘယ်စိတ်ပဲပြောင်းပြောင်းအာယုံကိုတိတက်တဲ့သဘောနေဘယ်တော့မှမပြောင်းဘူးအဲ့တော့ဘယ်တော့မှမပြောင်းလဲမဖောက်ပြန်တတ်တဲ့အမြဲမှန်ကန်တဲ့တရားအမြဲမြတ်သောတရားအဲ့ဒီတရားကိုဘာလို့ခေါ်လဲပရမတရားလို့ခေါ်တယ်အဲ့ပရမနဲ့အတ္တဆိုတဲ့ပရမတ္ထဆိုပရမနဲ့အတ္ထနဲ့ပေါင်းလိုက်တော့ပရမတ္ထအတ္ထရဲ့အဓိပ္ပာယ်အ내အဓိပ္ပာယ်ကိုပြောတာအဲ့တော့မဖောက်မပြန်မှန်ကန်တဲ့သဘောတရားတွေရဲ့အ내အဓိပ္ပာယ်ရှိတာကဘယ်လောက်လဲ၄ပါးပညာအမျိုးမျိုးအစစခေါ်သုံးဆွဲလို့ရတာဘယ်နှပါတစ်ပါးလေးနဲ့တင်းနဲ့ပေါင်းတော့၅ဒါကြောင့်တလုံးကလုံးမှာသိစီရဘယ်နှပါပဲရှိလဲ၅ပါးဒီနေ့အဲ့ဒါလေးကိုဆရာလေးကမိတ်ဆက်ပေးပြီးတော့နတ္တလက္ခဏာသုတ်တင်လို့ရဖို့အတွက်ခန္ဓာဖွဲ့ပြမယ်ရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာတွေကိုဘုရားရှင်ကအနတ္တလို့ဟောသွားတယ်ပြီးရင်အနတ္တလို့ဟောပြီးတဲ့အခါမှာတဏမာနဒိဋ္ဌိတွေနဲ့ဆွဲလန်းတဲ့လားမဆွဲလန်းတဲ့လားရှင်းပြတယ်အဲ့လိုရှင်းပြလိုက်တဲ့အခါမှာဆရာလေးတို့ကမှတ်ထားတဲ့ဉာဏ်နဲ့ပြောတာဟိုပင်စဝဲကြီး၅ဦးကတော့ဘလို့ပြန်ဖြေလဲဆိုတော့ခန္ဓာကိုဉာဏ်ဆိုင်ပြီးတော့ပြန်ဖြေတာဖယားကမေးတိုင်းသူတို့ကဘယ်ဝဲပြန်ကြည့်ခန္ဓာကိုပြန်ကြည့်ခန္ဓာကိုပြန်ကြည့်နိုင်တယ်ဆိုတာလေသူတို့ကဘာဖြစ်ပြီးသားတွေသောတာပန်ဖြစ်ပြီးသားတွေဓမ္မမိတ်ဆွေတော့ဘာအသိနဲ့ဖြစ်ရတင်ညာအသိနဲ့ဖြစ်ရနော်ဒါကိုနားလည်ရမယ်ဟိုမှာဟောနေတဲ့ပုံနဲ့ဟိုကပိစဝက်ကြီး၅ဦးကိုလှမ်းပြီးတော့ဟောလိုက်ရင်ဘိက္ခဝေจิตသားတို့လို့ပြောလိုက်တာ ਨੇ ပိစဝက်ကြီး၅ဦးကနော်သူ့ရဲ့ခန္ဓာကိုရူပံယုတ်ကိုနေဆံဝါအနိဆံဝါနော်မြဲလားမမြဲဘူးလားလို့မေးလိုက်ရင်သူတို့ကဘယ်ကိုလှမ်းကြည့်ခန္ဓာကိုလှမ်းကြည့်ကိုယ်ခန္ဓာကိုကြည့်ပြီးမှအနိဆံပါဗျာဗန္ဒီအနိဆံပါဗျာဒီလိုဖြေတာအဲ့တော့ဓမ္မမိတ်ဆွေတော့ကြည့်စရာတော့မရှိဒီတင်နာလေးကိုကြည့်မြဲလားမမြဲလားဒီတင်နာလေးကိုကြည့်မှဆရာလေးမင်းဓမ္မမိတ်ဆွေတို့ဖြေနိုင်မယ်ဟုတ်ပြီဒါဆိုရင်အဘိဓမ္မတ္ထတရားဘယ်နှပါရှိလဲ၅ပါးအဲ့ဒီ၅ထဲမှာပရမတ္ထတရားက၄ပါးပရမလေးကိုဆရာလေးရှင်းပြပရမဆိုတာမှန်ကန်တဲ့သဘောတရားမြတ်သောတရားမဖောက်မပြန်တဲ့တရားနော်သူ့ကိုကြပြလေးစက်ထားတာရှိတယ်မဖောက်မပြန်မှန်ကန်တက်မှတ်ဂုံတကအမျက်ဟူ၍ခေါ်ဘယ်နှချက်လဲ၄ချက်မဖောက်မပြန်မှန်ကန်တက်မှတ်ဂုံတကအမျက်ဟူ၍ခေါ်ဆိုတော့ပရမတ်ရဲ့သဘောတရားကဘယ်နှချက်ရှိလဲ၄ချက်မဖောက်မပြန်တဲ့သဘောကိုပရမတ်လို့ခေါ်တယ်မှန်ကန်တဲ့သဘောတရားကိုပရမတ်လို့ခေါ်တယ်တက်မှတ်တဲ့သဘောတရားကိုပရမတ်လို့ခေါ်တယ်မြတ်သောတရားကိုပရမတ်လို့ခေါ်တယ်ဒါသိသွားပြီပရမတ်ထကိုပါဠိဖြတ်လိုက်တော့ပရမတ်ဘယ်လိုခေါ်လဲပရမတ်မဖောက်မပြန်မှန်ကန်တက်မှတ်ဂုံတကအမျက်ဟူ၍ခေါ်အထေဝိစုပညာစုတွေများပလေလဲဟောသူကြတော့ပညာကြတော့အခုဆရာလေးတို့ဒီအဖွဲကိုဘာလို့ခေါ်လဲလူလို့ခေါ်တယ်လူမှာထပ်ပြီးခွဲလိုက်တော့ကိုအောင်မင်းတို့တခါကြီးတို့ကြတော့ဘယ်လိုခေါ်လဲအမျိုးသားဆရာလေးတို့ဒီဘက်ကကြတော့ဘယ်လိုခေါ်လဲအမျိုးသမီးအဲ့ထပ်ခွဲလိုက်တယ်တက္ကမကြီးတို့ကြတော့ယောဂီဒီလိုကရုံတုံးနာပြီးဒီလိုဝေထားတော့သီလရှင်ပြန်မကွဲသွားဘူးလားသီလရှင်ကိုထပ်ခွဲလိုက်မယ်ဆရာလေးကဥပလဝနာထေရီဒီဆရာလေးကသောမသီလထေရီဟောထပ်မကွဲဘူးလားကွဲနေတာအမျိုးမျိုးထပ်ခွဲလေထပ်ကွဲလေပဲအဲ့တော့ပြည့်ညက်ဆိုတာအမျိုးမျိုးမကွဲဘူးလားကွဲလားအထေတွေကွဲသလိုနာမည်တွေလည်းကွဲအထေဝိတ္ထုပြည့်ညက်စုတွေများပလေလဲဘလောက်ပဲနာမည်တွေပြောအခြေအမြင့်စစ်ထုတ်ကအချုပ်ပရာဏတဏီပြပရမတ်လို့ခေါ်တယ်အခုဒီလူတွေကိုကြည့်ပြီးပြောလိုက်တာကိုပဲပြည့်ညက်တွေအများကြီးနာမည်တွေအများကြီးပေါ်လာတယ်တဲ့ဒါပေမဲ့ပြန်စုလိုက်မယ်အခုဆရာလေးတို့ဘာလို့ခေါ်လဲလူလို့ခေါ်တယ်ထပ်ခွဲလိုက်တော့အမျိုးသားရဲ့အမျိုးသမီးရဲ့ထပ်ခွဲလိုက်တော့ယောဂီရဲ့သီလရှင်ကိုထပ်ခွဲလိုက်တော့ဥပလဝနာထေရီရဲ့သီလထေရီကွယ်မသွားဘူးလားဘလောက်ပဲကွယ်ပြန်စစ်လိုက်ရင်တော့ဒကမာကြီးတို့မှလည်းရုပ်ရှိတယ်နာမ်ရှိတယ်ဆရာလေးမှလည်းရုပ်ရှိတယ်နာမ်ရှိတယ်ဒကာကြီးမှလည်းရုပ်ရှိတယ်နာမ်ပြန်လဲခွဲလိုက်အခြေအမြင့်စစ်ထုတ်ကပြန်ထုတ်ကြည့်ပါအချုပ်လိုက်တော့တဏီပြပရမတ်ဒီသဘောပဲရှိမယ်တဲ့ဒါကြောင့်ပရမတ်ဟုခေါ်ဆိုတော့ပညာတွေဘလို့များပြန်ချုပ်လိုက်ရင်ပရမတ်တရားပဲရှိတယ်ဆိုတော့အဲ့ဒီပရမတ်တရားတွေကဘာတွေလဲအားလုံးလဲသိပြီးသားစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပရမတ္ထတရားကစိတ်တဆိုတဲ့ပါဠိစကားလုံးကလာတယ်သူ့ကိုပါဠိဖြတ်လိုက်ရင်စိတ်လို့ခေါ်တယ်
စိတ်ဆိုတာဘာလဲလို့မေးရင်အာယုံကိုသိတတ်တဲ့သဘောစိတ်ဆိုတာဘာလဲအာယုံကိုသိရတဲ့သဘောသိယုံမြလေးနဲ့သူ့အလုပ်ကပြီးပြီသူကြံတာဆက်မလုပ်ဘူးစိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့အာယုံကိုသိပြီးသူဘာဆက်လုပ်လဲဘာမှမလုပ်တော့ just မြကလေးဆို just the awareness of the object ဆိုတဲ့အာယုံကို तू ကသိတာနဲ့ awareness သိပြီးတာနဲ့ तू ကိစ္စပြတ်ပြီအဲ့ဒီမှာနောက်ကနေကြိုက်တယ်မကြိုက်ဘူးเนาะအဲ့ဒါတွေကသူ့လို့ဟုတ်လားမဟုတ်ဘူး तू သိပြီးရင်မြင်သိစိတ်မြင်ပြီးရင်ပြီးပြီကြားသိစိတ်ကြားပြီးရင်ပြီးပြီစားသိစိတ်စားပြီးရင်ပြီးပြီသိပြီးတာနဲ့ तू ပြတ်တာပဲဒါကြောင့်စိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့စိတ်ဒီအကျဉ်းအားဖြင့်89အကျယ်အားဖြင့်121ရှိတယ်အကျယ်တွေဘလောက်ပဲများအကျယ်အားဖြင့်89အကျယ်အားဖြင့်121ဘလောက်ပဲများဘယ်စိတ်ကိုပဲကြည်ဘာကုန်သိတာပဲအာယုံကိုသိတာစိတ်က89တောင်ရှိတာဆရာမရဲ့အကုသိုလ်စိတ်12ပါးကတော့အာယုံသိပြီးတော့ကြံတဲ့သောပနာစိတ်24ပါးကတော့အာယုံကိုသိခြင်းမှသိမှာပေါ့လို့ဖောက်ပြန်ဖောက်လွဲရှိလားမရှိဘူးစိတ်မှန်သမျှကိုကြည့်လိုက်ရင်ဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့သဘောဒါဆိုရင် what does mean that object အာယုံဆိုတာဘာလဲဆိုတော့တခါအာယုံကိုလို့ပေါ့အာယုံကိုဘာလဲလို့ထပ်ပြီးတော့အာယုံကဘာလဲရူပယုံတတ္တယုံခန္ဓာယုံရတယုံဖုတ္တပယုံဓမ္မယုံဆိုတဲ့အာယုံတွေကဘာလဲစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာဆွဲကင်ရာမိတွေ့ရာပြောအာယုံဆိုတာဘာလဲစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာဆွဲကင်ရာမိတွေ့ရာပြန်ပြောမယ်စိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့သဘောအာယုံဆိုတာဘာလဲစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာဆွဲကင်ရာမိတွေ့ရာဟုတ်ပြီစိတ်တို့ရဲ့စိတ်ကဒီကစိတ်တို့ရဲ့ပျော်မွေ့ရာကျက်စားရာစိတ်ကအဓိကနော်စိတ်တို့ရဲ့ပျော်မွေ့ရာကျက်စားရာသို့မဟုတ်ရင်ဆွဲကင်ရာမိတွေ့ရာပျော်မွေ့ရာကျက်စားရာလို့အဓိပ္ပာယ်ထွက်ရင်သူ့ကိုအာရမဏလို့ခေါ်တယ်ဘယ်လိုခေါ်လဲအာရမဏလို့ခေါ်တယ်တကယ်လို့ဆွဲကင်ရာမိတွေ့ရာလို့အဓိပ္ပာယ်ထွက်ရင်အာလံပနဘယ်လိုတန်ထွက်လဲအာလံပနအာရမဏပဲဖြစ်ဖြစ်အာလံမဏပဲဖြစ်ဖြစ်ပါဠိဖြတ်ရင်ဘယ်လိုခေါ်လဲအာယုံပါဠိဖြတ်ရင်ဘယ်လိုခေါ်လဲအာယုံဒါဆိုရင်ဒီအာယုံဆိုတာ ਨੇ ဆရာလေးတို့သိသိနေတဲ့အရုံနဲ့တူလားအရုဏလူတန်ထွက်လဲအရုဏကိုပါဠိဖြတ်ရင်အရုံနဲ့အရုဏဆိုတာဆရာလေးတို့ညတညကိုကုံလုံးရင်ညက3ညခွဲရညတညကိုခွဲလိုက်အပိုင်း3ပိုင်းခွဲတယ်ပထမယံဒုတိယယံတတိယယံပထမယံဆိုတာည6နာရီကနေ10နာရီအတွင်းမှတ်ထားနော်ပါတယ်လေ6နာရီကနေ10နာရီအတွင်းည6နာရီကနေ10နာရီအတွင်းပထမယံလို့ခေါ်တယ်ည10နာရီကနေ12နာရီအတွင်းကိုဒုတိယယံလို့ခေါ်တယ်2နာရီအတွင်းကို2နာရီကနေမနေ့6နာရီအတွင်းကိုတတိယယံလို့ခေါ်တယ်အဲ့တော့ယံလေးတွေကိုပြန်ကြည့်ဒါပါလေပထမယံဒါကဒုတိယယံဒါကတတိယယံညင်တညင်ကိုခွဲရင်ယံ3ယံထွက်တယ်ပထမယံရဲ့ဒုတိယယံရဲ့တတိယယံပထမယံကိုဘာလို့ခေါ်လဲညင်ဥယံပထမယံဘယ်လိုခေါ်လဲညင်ဥယံဒုတိယယံကိုခေါ်တယ်တန်းကောင်ယံဘယ်နဲ့ညင်လေယံနော်တန်းကောင်ယံသူကညင်ဥဆိုတာညင်လေလောက်တာဒုတိယယံကိုဘယ်လိုခေါ်လဲတန်းကောင်ယံတတိယယံကိုဘယ်လိုခေါ်လဲမိုးတောက်ယံအဲ့ဒီမိုးတောက်ယံထဲမှာအရုဏဆိုတဲ့အရုံတက်တယ်နည်းနည်းမိုးတောက်အလင်းရောက်တာအရုံတက်တယ်လို့ခေါ်တယ်အရုဏနဲ့တွဲတယ်ဒါကြောင့်အရုဏကနေလာတဲ့အတွက်ဒါကနည်းနည်းမိုးတောက်အလင်းရောက်တာဒါကစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာတူသလားအေးကွဲမယ်နော်ဟိုအရုံကပါလေနည်းနည်းမိုးတောက်အလင်းရောက်တာဒီအာယုံကပါလေစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာဆွဲကင်ရာမိတွေ့ရာဟိုကတနည်းအားဖြင့်အချိန်ကိုပြောတာဟိုကဘာပြောတာလဲအချိန်ကိုပြောတာသူကကြတော့အာယုံဆိုတာစိတ်တို့ရဲ့ပျော်မှုရာကျက်စားရာဆွဲကင်ရာမိတွေ့ရာဆိုတဲ့စိတ်အာယုံပြုတ်နိုင်တဲ့အရာလေးတွေကိုပြောတာအဲ့ဒါလေးတွေက6ခုရှိတယ်ဒါမှမဟုတ်သိပြီးသားရူပယုံတတ္တယုံခန္ဓာယုံရတယုံဖုတ္တပယုံဓမ္မယုံ
နော်ဒါအားလုံးသိအဲ့တော့ဒီဘက်ကနေဆက်သွားရင်ဆရာလေးတို့ကကိုယ့်ရဲ့စိတ်ထဲမှာမှတ်ထားရမှာကအရုဏနဲ့အရုံနဲ့မတူတဲ့အတွက်ကြောင့်မလို့ဓမ္မမိတ်ဆွေတို့အာယုံတက်ပြီလို့ပြောမလားအရုံတက်ပြီလို့ပြောမှာဖုံဖုံဖျားတပည့်တော်တို့အိမ်ကိုအာယုံစွန်းစားပါလားအရုံစွန်းလားအရုံစွန်းကြွပေးပါဗျာအရုံစွန်းဖုံးပေးသုံးဆောင်ရန်ကြွရောက်တော်မူပါဗျာတပည့်တော်ဖိတ်မှန်တကားပြုပါတယ်ဗျာဒီလိုပြရမယ်ဖုံဖုံဗျာတပည့်တော်တို့အိမ်ကိုအာယုံဆုံးစားပါဆိုရင်ဖုံဖုံကရူပါယုံနေတတ္တာယုံနေခန္ဓာယုံနေအာတာယုံနေလိုက်စားမှာပေါ့နော်အဲ့လိုမဖြစ်သွားဘူးလားအတန်အတွက်လေးမှားသွားတာဒါဖုံဖုံမှာဒုက္ခမရဘူးလားမသိကြအောင်ဆောင်ပြလို့ကလည်းစားရတာပေါ့မစားရင်မဖြစ်မလဲသူတို့အတန်တွေမှားတော့တာလိုက်မစားရရင်တော့ဒါပေမဲ့ဆက်လေးတို့ပါဠိစာပေကို touch ဖြစ်နေတဲ့သူတွေကမှားတယ်လားမမှားတယ်ဘူးလားမမှားတယ်မမှားတယ်မဆိုရင်ဆက်လေးပြန်ပြောမယ်စိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့သဘောအာယုံဆိုတာဘာလဲစိတ်တို့ရဲ့ပျော်မွေ့ရာချက်စားဆွဲကင်ရာပျော်မွေ့ရာချက်စားရာဆိုရင်ဘာလို့ခေါ်လဲအာရမဏဆွဲကင်ရာမိတွေ့ရာဆိုရင်အာလံပဏပါဠိဖြစ်မယ်အာရမဏပဲဖြစ်ဖြစ်အာလံပဏပဲဖြစ်ဖြစ်ရင်ဘယ်လိုရေးလဲအာယုံနည်းနည်းမိုးတော့အလင်းရောက်တာဘယ်လိုခေါ်လဲအရုဏဘယ်လိုခေါ်လဲအရုဏကိုပါဠိဖြစ်တော့အရုံသူကဘာကိုသတ်မှတ်တာအချိန်ကိုသတ်မှတ်တာအဲ့အချိန်သတ်မှတ်တာလေတစ်နှစ်မှာဘယ်နှလရှိလဲ12လမှာအချိန်သတ်မှတ်တာတွေမတူဘူးတစ်လနဲ့တစ်လအရုံတက်တာတွေမတူဝါဆိုလဆို4ခွဲ4နာရီခွဲမှတ်ထားနော်ဝါဆိုဆိုရင်4နာရီခွဲဝါဆို4ခွဲအဲ့ဒါဒီနာလေးကိုဆရာလေးတို့ကတချို့ကလည်းရေးတာတကယ်ဆရာလေးစေးကန်းတစ်ခုမြင်မှုတယ်မြောက်တကုံဘက်မှာလားမသိဘူးသိလားအာရုံဦးစေးကန်းနဲ့သိရောသူကမှပုံမိုက်တာနှစ်ခုပေါင်းထားတယ်အာယုံနဲ့အရုံနဲ့ကိုပေါင်းထားတော့သူကအာယုံဦးဖြစ်နေတယ်နော်အာကဒီကယူတာရုံကဒီကယူတာအဲ့တော့သူစေးကန်းနာမည်ဘယ်လိုခေါ်လဲအာရုံဦးဖြစ်နေတယ်နော်အဲ့တော့အရုံတက်တာမနဲ့အစောဆုံးအာယုံတက်တာအဲ့ဒါဝါဆိုပဲအဲ့တော့ဝါဆိုလာမှာဘယ်နိုင်လဲ4နိုင်ခွဲပျော်တယ်အဲ့ချိန်ညရင်စောစောဆွန်းစားရတာပေါ့စောစောစဉ်းစားရတာပေါ့ဘယ်လောက်လဲ4ခွဲအရုံနော်ဝါဆို4ခွဲနောက်အကြဆုံးက9နိုင်ခွဲနောက်အကြဆုံးက9နိုင်ခွဲ9နိုင်ခွဲအစောဆုံးက4နိုင်ခွဲဘာလားလဲဘာလားလဲ9ခွဲပြသူလား9ခွဲရပါလဲပြသူလားနော်အဲ့တော့ဆရာလေးတို့ကတဖြည်းဖြည်းနဲ့ဝါဆိုပြီးရင်ဘာလားလဲမစိုးတော်တယ်တော့ဝါဆိုပြီးရင်ဝါက10မိနစ်စီတိုးသွားတယ်ဘယ်နှမိနစ်လဲ10မိနစ်စီတိုးသွား9နာရီခွဲရင်တွက်ကြည့်လိုက်9နာရီခွဲချိန်ရောက်ရင်ပြသူလားနော်ကဲကြည့်လိုက်ဆိုကြည့်ပါဝါဆို4ခွဲဝါဆိုမှာဘယ်နှနာရီလဲ4နာရီခွဲဝါ10မိနစ်စီတိုးနော်ဝါဆိုပြီးတော့ဝါကတော်တလင်းတည်င်းကျွတ်တစောင်းမုံနတော်ဘယ်နေပြသူသွားနတော်ပြီးတော့အဲ့ဆိုဘယ်လောက်ဖြစ်သွားလဲ9ခွဲကဲလိုက်ဆိုဝါဆို4ခွဲ10တိုးကဲ9ခွဲလာပြသူတပူတွဲမှပြန်၍ကြတပူတွဲလောက်ရင်ပြန်၍ကြတော့9ခွဲကနေ10မိနစ်ပြန်ကြတော့9နာရီ20ကဲနေယုံလာထိတပူတွဲကနေပြန်တပူတွဲပြီးတော့မရေရွှတ်နေတာတပူတွဲပြီးတော့တပေါတကူကစောနေယုံဒါကြောင့်နေယုံလာမှာဆိုရင်ဘယ်လောက်ဖြစ်သွားလဲဘယ်လောက်ဖြစ်သွားမလဲ4နာရီ40 4နာရီ40ဖြစ်သွားမှာပေါ့ကဲလိုက်ဆိုဝါဆို4ခွဲ10တိုးကဲ9ခွဲလာပြသူတပူတွဲမှပြန်၍ကြနေယုံလာထိကိုဒီကပြလေးဆိုတိုင်းဓမ္မမေ့ဆွေတို့အရုံတက်တာသူများမေးစရာလိုသေးလားနော်
ခိုးစားကြလဲမလို့တော့အလုံးတက်တာရပြီဆိုတော့သူ့ချိန်နဲ့သူစားလို့ရတယ်နှမဆိုရင်မကြွေးသေးဘူးလား9 နာရီခွဲမှပဲကိုကစားရဲတော့တာအဲ့ဒါကြောင့်မလို့ဓမ္မမိတ်ဆွေတို့အစောဆုံးကဘယ်လောက်လဲ4 ခွဲနောက်ကြဆုံးက5 ခွဲဒါကြောင့်ဒီဘုန်းကြီးကျောင်းနေမှာဆိုရင်စွန်းကတ်ရင်အရုံဆုံးကိုဘယ်ချိန်ကျွေးလဲ5 ခွဲ5 ခွဲကျွေးတယ်ဆိုရင်ဒါကျင်းသေးတယ်လွတ်သွားပြီအဲ့တော့9 နာရီခွဲမှာစွန်းကတ်ကြတယ်နော်အရုံဆုံးကျွေးကြတယ်ကဲဆိုပါဝါဆို4 ခွဲဝါဆို4 ခွဲစေတိုးကဲသူတို့မြန်ရပြီလားအောက်ပြေသူတို့ကိုနောက်ကိုလိုက်နေတော့မယ်လိုက်ဆိုဝါဆို4 ခွဲဝါဆို4 ခွဲစေတိုးကဲစေတိုးကဲ5 ခွဲလာပြသူ5 ခွဲလာပြသူတပူတွဲမှပြန်၍ကြတပူတွဲမှပြန်၍ကြနေယုံလာထီကိုနေယုံလာထီကိုကဲဒီကပြားလေးမှတ်ထားရင်ဆရာလူတာနော်10တိုးသွားနော်ပြီး10ပြန်ကြသွားအေးစေပဲနော်ဟုတ်ပြီဒီမကြီးတို့အာယုံကိုတိတက်တာအာယုံကိုတိတက်တာဘာလို့လဲစိတ်ဆိုတာဘာကိုတိတက်တယ်အာယုံကိုတိတက်တယ်အာယုံကိုတိတက်တယ်အာယုံဆိုတာဘာလဲလို့မေးရင်စိတ်တို့ရဲ့ပျော်မွေ့ရာချက်စားရာဆွဲကံရာမိတွေအာယုံဘယ်နှမျိုးရှိလဲ6မျိုးဘုရားမြတ်စွာဘုရားဟောတာတလောကလုံးမှာဟဲ့ငါ့ကိုလာပြီးအာယုံနေမနောက်ဆမ်းပါနဲ့ငါဒီမှာအာယုံနေနောက်နေတယ်မပြောဘူးလားအာယုံနေနောက်လို့ငါ့ကိုအာယုံလာမနောက်နဲ့မဲလာစားနေကြအာယုံလာစားနေမြတ်စွာဘုရားမဟုတ်ဘူးတလောကလုံးမှာဘလောက်ပဲအာယုံနေများပြန်စုလိုက်ရင်6 ပါးပဲရှိတယ်ဘယ်နှပါးလဲ6မျက်စိနဲ့မြင်လို့ရသမျှအစင်းမှန်သမျှရူပါယုံချက်လျက်ဒါတိလရှင်လို့သတ်မှတ်လိုက်တာအမှန်တော့အစင်းဒါကိုဆရာလေးကတီတီထွေးလို့သတ်မှတ်လိုက်တာဒါအစင်းဒါကမက်ကလေးရလို့သတ်မှတ်လိုက်တာ तू ကဘာလဲအစင်းဘောပေါက်လားဓမ္မမေစီတို့မျက်စိနဲ့မြင်လို့ရသမျှအစင်းတွေကြီးပဲအဲ့ဒီအစင်းတွေကိုဆရာလေးတို့ကရူပါယုံလို့ခေါ်တယ်ဘယ်လိုခေါ်လဲရူပါယုံဒါပြီဟုတ်ပြီမျက်စိနဲ့မြင်လို့ရသမျှအစင်းအလုံးကိုရူပါယုံရူပနဲ့အာယုံနဲ့ပေါင်းတာဗာနဲ့ရူပနဲ့အာယုံရူပနဲ့အာယုံနဲ့ပေါင်းတာဘာလို့ပေါင်းတာတော့ပြောကြည့်ပါဦးအစင်းတွေကအများကြီးရှိတယ်เนาะဆရာလေးတို့မှလည်းဒီမှာအစင်းတွေတွေးသမျှအားလုံးအဖြူရောင်ပါညာအစင်းတွေရှိမယ်ခွေးရဲ့အယောင်စင်းရှိမယ်နတ်ရဲ့အယောင်စင်းရှိမယ်လူတွေရဲ့အယောင်စင်းရှိမယ်ခုကျေးစီရဲ့အယောင်စင်းရှိမယ်အစင်းတွေကတော့အများကြီးပဲအဲ့ဒီຢာတွေကိုဘာဖြစ်လို့အာယုံနဲ့တွဲတာတော့ရူပကရူပဆိုအစင်းပဲဒါဘာဖြစ်လို့ဘာနဲ့တွဲလဲအာယုံနဲ့တွဲအဲ့ဒီဘာလို့အာယုံနဲ့တွဲလဲဆိုတော့အဲ့အစင်းတွေအကုန်လုံးဟာစိတ်တို့ရဲ့ပျော်မွေ့ရာကြက်ဆိုင်ဆွဲကံရာမိတွေ့ရာဒါကြောင့်မလို့လှတာလေးကိုမမြင်ချင်ဘူးလားမလှရင်ဘယ်မြင်ချင်တာပဲလှတာမှမြင်ချင်တာမဟုတ်မလှလဲမြင်ချင်တာပဲတချို့ကလှတာမှမြင်ချင်တယ်ထင်တာအခုနေမြန်လမ်းထိပ်မှာကားတိုက်လို့တဲ့လူ80လောက်တေသွားတယ်ဆိုထိုင်နေမလားအကုန်ပြေးကြည့်ဆရာမလည်းပါတယ်တီချာလည်းကြည့်ချင်တာအဲ့တော့ကားတိုက်တယ်ဆိုတဲ့အနေထားလှတပတ်တာလားရုပ်ပြက်စင်းပြက်လားရုပ်ပြက်စင်းပြက်ပါနော်လက်တပတ်မြင်ရမှာမဟုတ်ဘူးရုပ်ပြက်စင်းပြက်တွေသွေးတန်ရဲရဲတွေမြင်ရမှာခေါင်းပြက်ခြေပြက်ခြေကျိုးတွေမြင်ရမှာမကြည့်ချင်လားကြည့်ချင်လားကဲကိုကစိတ်လေစိတ်ဆိုတာကောင်းတာလဲကြည့်ချင်တယ်မကောင်းတာလဲကြည့်ချင်ဒါကြောင့်အစင်းအမျိုးစုံမျက်လုံးနဲ့မျက်စိနဲ့မြင်သမျှအစင်းအလုံးကိုဘာလို့ခေါ်လဲအာယုံဘာလို့ရူပနဲ့အာယုံနဲ့ပေါင်းတာသဘောပေါက်ပြီနော်ပေါင်းခြင်းလို့ပေါင်းတာလားစိတ်ရဲ့ပျော်မွေ့ရာကြက်စားရာဆွဲကံရာမိတွေ့ရလားစိတ်ရဲ့ပျော်မွေ့ရာချက်စားရာဆွဲကံရာမိတွေဒါကြောင့်မလို့ရူပနဲ့အာယုံနဲ့ပေါင်းတော့ရူပါယုံတရဖြစ်တဲ့စကားလုံးကိုဆရာလေးတို့ဖြက်ပြီးတော့ရေးချမထည့်ဘူးလားထည့်အဲ့ရူပါယုံဖြစ်သွားတာပေါ့ဒါဆိုရင်နားနဲ့ကြားသမျှအတန်ကဲဓမ္မမိတ်ဆွေတို့ဘာတန်ကြားလဲဘာတန်ကြားလဲဆိုတော့တတ္တာယုံနဲ့ဆရာမအတန်ကြားတယ်ဟုတ်ပြီနော်ခုနကကြီးစီထူလိုက်တော့ရှမ်းအိုစီကိုထူလိုက်တော့အိုစီတန်မောင်းကိုထူလိုက်တော့မောင်းတန်ကြီးစီကိုထူလိုက်တော့ဂျေစီတန်ခုတရားမေးဖြေလုံးနဲ့တော့တရားမေးဖြေရဲ့အတန်မျိုးစုံမကြားရဘူးလားကြားရလားအဲ့အတန်တွေကိုဆရာလေးတို့စိတ်ကပျော်မွေ့လားပျော်မွေ့တာပေါ့တချင်းတန်လေးပြန်ကြားရင်လိုက်တောင်မစိုးဘူးလားဆိုတယ်လိုက်ပြီးတော့မစိုးလားဆိုတာပဲအတန်တစ်ခုကြားလိုက်ပြီဆိုတာနဲ့ဆရာလေးတို့ကဆိုပြီးတာကဘာကြီးဟိုတနေ့ကကဘာကြီး32ပုံကဘာကြီးကကျဲတယ်ထင်လားကျင်းတယ်ထင်လားကျဲတယ်ဘယ်နဲ့ကျင်းရမှာတော့ကဘာကြီးဒီ32ပုံရဘလို့သွားလို့တော့မလဲအကြီးပဲဒါတော့မှတချို့ဆိုတာရှိတယ်ကဘာကြီးကကျင်းလွန်းပါတယ်ဘယ်သူဆိုတာအဆိုတော့စုံသင်းပါတယ်သူတို့ကလည်းသိတယ်တော့ကဘာကြီးကကျင်းလွန်းပါတယ်တချို့ကပြောလဲကွယ်ဆိုတာဘယ်သူကလဲစုံသင်းမှာအဲ့ဒါဆရာလေးစုံသင်းမှာဆိုအမှတ်ရတာပြောပြအောင်မယ်ဆရာလေးတို့က chemistry တင်တော့လေ
long form လေးတွေရေးခိုင်းတယ်ဒါဆရာလေးရေးခိုင်းတယ် STP ကလေးတွေကို STP ရဲ့ long form what does mean long form for STP ဒါ STP လို့ပြောတော့သူတို့ကဘာဖြေရမလဲအဓိပ္ပာယ်က STP ရဲ့အရှေ့ကောက်က standard temperature and pressure သူတို့ကဖြေတယ် STP means စုံသင်းပါတဲ့ဆရာလေးကလေ STP SONG THAR PA ပါစုံသင်းပါ THIN PA ပါစုံသင်းပါတယ်ကလေးတွေနောက်တာအမှန်တော့တကယ်ပြန်ကြည့်ရတော့စုံသင်းပါဖြစ်နေ STP ရဲ့အဓိပ္ပာယ်ပါလေ standard temperature and pressure ဒါကိုပြောတာအဲ့တော့ကဘာကြီးကလည်းကျင်းသလားကျဲလားကျဲကြီးကဘာကြီးကဘလောက်ပဲကျဲကျဲတချို့တွေကကျင်းတယ်လို့ထင်တယ်လာမစုံလားစုံလားစုံတယ်အခုဆရာလေးတို့ကျောင်းကုန်းမှာနေတယ်တက္ကမနဲ့ဆရာလေးနဲ့အခုလာစုံတယ်ဆိုရင်သူနဲ့ကိုနဲ့ကဘာကြီးကကျင်းလို့စုံရတာလားကန်ရှိလို့စုံရတာလားကန်ရှိလို့စုံရတာဒါကိုသိရမယ်ကဘာကြီးကကျင်းလို့သူနဲ့ကိုနဲ့လာတွေ့တာမဟုတ်ဘူးကဘာကြီးကလည်းအကျယ်ကြီးနော်ပြီးတော့ဆရာလေးတို့အခုနိုင်ငံသားတွေသွားကြတယ်ဆိုဟိုမှာသွားတွေ့တဲ့သူတွေအများကြီးခင်ကြမင်ကြတာအများကြီးရှိတယ်ဒါကဘာကြီးကကျင်းနေတာမဟုတ်ကန်ရှိလို့စုံရကန်မရှိရင်လေဟိုဘက်ခြံနဲ့ဒီဘက်ခြံသိလားသိဒါကြောင့်မလို့ကဘာကြီးကျင်းလားကျဲလားကျဲဒါပေမဲ့တယောက်နဲ့တယောက်စုံတွေ့နေကြတာကကံကြောင်းတရားတွေဒီကုသိုလ်ကံဆိုလည်းမကောင်းတာနဲ့ကြုံရင်မကောင်းတဲ့အကုသိုလ်တွေအတူတူလုပ်ခဲ့ကြလို့နော်ကောင်းတာနဲ့ဆိုရင်လည်းကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုအတူတူလုပ်ခဲ့ကြတယ်တချို့ဆိုအကုသိုလ်လုပ်ရင်သူနဲ့လွဲကိုလွဲတယ်ကုသိုလ်လုပ်မှသူနဲ့စုံတယ်တချို့ကြတော့ကုသိုလ်လုပ်ရင်သူနဲ့မစုံဘူးဒါ shopping သွားမယ်ဆိုသူကမြင်လိုက်တယ်ဒါအဲ့လိုမျိုးပေါ့နော်အမြဲတမ်းသူနဲ့ကိုယ်နဲ့ကအကုဘာဘဝမှာဒါဆိုတွက်ကြည့်လိုက်သူနဲ့ကိုယ်နဲ့ဘာလုပ်ခဲ့တယ်မကောင်းတာအတူတူလုပ်ခဲ့ရင်သူနဲ့မှအကျိုးပေးတချို့အကုသိုလ်နဲ့မှအကျိုးပေးတယ်သူတို့ကမကောင်းတဲ့ဒုစရိုက်တွေနဲ့ရတဲ့ပတ်စံတွေနဲ့အလှူတွေလုပ်ခဲ့တာဆိုတော့မကောင်းတာလုံးမှသူတို့ကအကျိုးပေးတယ်အဲ့ဒါတွေကဇာတိဒါနမှာဟုတ်ပြီးသားပါနော်ကဲဟုတ်ပြီဒါဆိုရင်အတန်မျိုးစုံဘယ်အတန်ကြားကြားနားနဲ့ကြားကြားသမျှလူတန်ခွေးတန်တချင်းတန်တရားတန်အိုးစီတန်ကျေးစီတန်မောင်းတန်အကုန်လုံးကစိတ်တို့ရဲ့ပျော်မွေ့ရာချက်စားရာဆွဲကင်ရာမိတွေဒါကြောင့်ဒီဟာလေးကိုဆက်လေးဖြတ်လိုက်မယ်ဆိုရင်ဘာလဲတတ္တာရောဒါပါလဲတတ္တာအနတ်မျိုးစုံအနတ်မျိုးစုံကမရှိဘူးလားရှိလားရှိပါတယ်အနတ်မျိုးစုံဂန္ဓဆိုအနတ်အဲ့ဒါကိုဘာနဲ့ပေါင်းအာယုံနဲ့ပေါင်းလိုက်တော့အာယုံလေးကိုဖြတ်တော့ဘာယုံလဲဂန္ဓာယုံအရသာမျိုးမျိုးမရှိဘူးလားချိုးချင်းဆက်ငန်ဖန်ကအဲ့ဒီရတာ6ပါးတည်တယ်စိတ်တို့ရဲ့ပျော်မွေ့ရာကျက်စားရเนาะဒါကြောင့်မြတ်စွာဘုရားကရတာယုံကိုပြောတဲ့အခါမှာယတ္တတဏထဲမှာယတ္တတဏဒီအပြင်းထန်ဆုံးတဲ့ပါတယ်လေယောဂထဲမှာစာလောင်ခြင်းယောဂဟာအပြင်းထန်ဆုံးစာလောင်တဲ့တံဘယ်သူမှမခံနိုင်ဘူးဒါကြောင့်စာလောင်နာကိုတီးခံနိုင်ဖို့လိုတယ်ဆိုတာမြတ်စွာဘုရားပြောတာဆင်းရဲတဲ့ကဆင်းရဲတဲ့မှာခန္ဓာ၅ပါးရတာအဆင်းရဲဆုံးနောက်ကိုချမ်းသာတယ်လို့ထင်သေးလားမထင်ပါဘူးပြောတာပဲကိုချမ်းသာတယ်လို့ထင်နေတာဒီခန္ဓာ၅ပါးရကြတဲ့ကဆင်းရဲတာအနည်းမျိုးစုံနဲ့မနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တာမသိလို့သာဟိုလိုလေးပြုပြင်လိုက်ဒီလိုလေးပြုပြင်လိုက်ဘယ်သူကခိုင်းနေတာအတ္တဟောမနေ့ကပဲသင်လိုက်တယ်ဘယ်သူကစေခိုင်းတာလဲအတ္တသူ့အလိုပအောင်မလုပ်ဘူးလားလုပ်လားသူ့ဆန္ဒတိုင်းဆက်လေးတော့လိုက်မလုပ်ဘူးလားလုပ်တယ်လုပ်တော့ရလားရတယ်လို့ထင်လားအိုလာတာကိုဆရာလေးတို့ကအိုနေတဲ့ဟာကိုမျက်နှာကြီးကိုဆွဲပြီးတော့တခါနောက်မှခြိထားတယ်လားဘာဆေးတွေပါဘိုးတက်ဘာဆိုတာတော့အဲ့ဒါတက်တွေထိုးလိုက်တယ်ဆိုတော့မျက်နှာကြီးဖောင်းတင်သွားခံလား6လတနေ့ဆိုပြန်ပြီးတော့ကြာသွားတာပါပဲလှုပ်လို့ရမလားလှုပ်လို့မရပါဘူးเนาะဇရာကိုနည်းနည်းပြုတ်ပြင်လို့တော့အနည်းငယ်အားဖြင့်တော့ပြုတ်ပြင်လို့ရတယ်เนาะကန်စိတ်ဥရုအာဟာရဖြစ်တဲ့အတွက်ရုပ်ကိုပြုတ်ပြင်လို့တော့နည်းနည်းတော့ရတယ်အလုံးစုံပြုတ်ပြင်လို့တော့မရဘူးအတ္တကချဲလဲဦးလားချဲလဲလားချဲလဲတယ်เนาะဒါကြောင့်ရတာယုံလို့ခေါ်တယ်ဘယ်လိုခေါ်လဲရတာချမ်းသာမှုထဲမှာချမ်းသာဆုံးကဘာချမ်းသာနိဗ္ဗာန်ချမ်းသာအဲ့တော့ယောဂါတွေထဲမှာဘာယောဂါအပြင်းထန်ဆုံးလဲစာလောင်ခြင်းကအပြင်းထန်ဆုံးเนาะတက်မဲ့တဲ့အထဲမှာဘယ်တဏှာကအတက်မဲ့ဆုံးယတ္တတဏှာကိုအတက်မဲ့ဆုံးဖြတ်ရန်အခက်ဆုံးယတ္တတဏှာအကြီးဆုံးဆင်းရဲကဆင်းရဲမှာခန္ဓာ၅ပါးရတာအဆင်းရဲဆုံးချမ်းသာကချမ်းသာမှာနိဗ္ဗာန်ချမ်းသာကချမ်းသာဆုံးဒီတရားကိုလာတက်နေတာဘာချမ်းသာလိုချင်လို့နိဗ္ဗာန်ချမ်းသာကိုဘယ်သူကလိုချင်လဲကိုကလိုချင်တယ်ဆိုတော့အဲ့ကိုဆိုတာဘာတူလဲရုပ်လားနာမ်လားအတ္တ
နောက်ဆုံးဒီအတ္တကိုအနတ္တဟောနေတန်လန်းနေပဲအဲ့အတ္တကလေးကဘယ်မှာသွားဆန်စားနေလဲနိဗ္ဗာန်မှာသွားဆန်နိဗ္ဗာန်မှာယုံလည်းမရှိဘူးနာလည်းမရှိဘူးလို့ဟောတဲ့အတွက်ကြောင့်မလို့နိဗ္ဗာန်မှာဘယ်သူလေးတော့ဆန်နေလဲအတ္တလေးတော့ဆန်အဲ့လိုအဲ့နိဗ္ဗာန်အထီကိုအဲ့လိုသွားမြင်နေတာအတ္တကအဲ့ဒီလောက်ချဲလဲနိုင်တဲ့စွမ်းရည်ရှိတယ်ဒုကလေးလို့ပြောတော့ဒုကဒီမှာလက်ညှိုးမထိုးဘူးလားအဲ့ထိုးလိုက်တဲ့ဒုကဒီရင်ဘက်ကြီးလားရုပ်ကြီးလားနံလားအတ္တပဲဒီအတ္တကောင်ကြီးကိုဆက်လေးတို့ကဆွဲယူပြီးတော့သမုဒိသစ္စာနေတယ်မပြောဘူးလားပြောလားပြောတယ်နော်အတ္တရဲ့ခြေလဲတာတို့အများကြီးထပ်ပြီးတော့ပြောရမယ်အဲ့တော့ရတယုံဘာဖြစ်သွားလဲရတယုံပြီးတော့အတွေ့အထိကိုဘယ်လိုခေါ်လဲဖွတ်ထပ်ပတဝေရေးချတတ်မြင်ငါဝတ်ဆွဲတတ်တတ်ဒါကြောင့်မလို့ဘလို့တန်ထွက်လဲဖွတ်နော်တတလင်းချိန်လေးနဲ့တတ်လိုက်တော့တဝေရေးချတတ်မြင်ငါဝတ်ဆွဲတတ်တတ်ဖွတ်ထပ်ပဆိုတဲ့အတွေ့အထိကိုဘာနဲ့ပေါင်းအာယုံနဲ့ပေါင်းနော်အာလေးပြတ်လိုက်တော့ဖွတ်ထပါယုံဓမ္မကိုအာယုံနဲ့ပေါင်းတော့ဘာယုံလဲဓမ္မယုံအဲ့တော့အာယုံ6ပါးအာယုံ6ပါးမှာဓမ္မဆိုတဲ့ကိုအာယုံနဲ့ပေါင်းတော့စီဓမ္မယုံထိုက်တဲ့တရားတွေလည်းဆက်လေးတို့ပြောရမှာပေါ့နော်နောက်ပိုင်းကျဖြည်းဖြည်းချင်းဒီထဲမှာတော့ဒီလောက်ကြီးမလို့တော့အများကြီးပြောစရာမလိုခန္ဓာဖွဲ့လို့ရရအောင်မယ်ဆရာလေးကပြောမယ်ဒါဆိုရင်ဒါလေးကိုနှခမ်းတက်မယ်စိတ်တကိုပါဠိဖြတ်တော့စိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတဲ့အရေးအတွက်အပြင်အကျဉ်း80ကိုအကျေတရားနဲ့အဲ့ဒီကဘယ်စိတ်ဖြစ်ဖြစ်ဘာကိုသိတဲ့သဘောကနေအာယုံကိုသိတဲ့သဘောကနေမဖောက်ပြန်တဲ့အတွက်ပရမတ္ထတရားသူဒီဘာတရားလဲပရမတ္ထတရားစိတ်ဒီဘာကိုသိတဲ့သဘောကနေအာယုံကိုသိတဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထတရားအာယုံဆိုတာဘာလဲစိတ်တို့ရဲ့ပျော်မွေ့ရာချက်စားရာဆွဲကင်ရာမိတွေပျော်မွေ့ရာချက်စားရာဆိုရင်အာရမဏဆွဲကင်ရာမိတွေရာဆိုရင်အာလမဏသူတို့ပါဠိဖြတ်လိုက်ရင်အာယုံဘယ်နှပါးရှိလဲ6ပါးရူပယုံတတ္တယုံခန္ဓာယုံရတ္တဖုဒ္ဓဘာယုံဓမ္မအဲ့ဒီမှာရူပါနဲ့တတ္တနဲ့ကိုမောက်ချနဲ့ချတယ်နော်ကြံတဲ့ဓာတ်အောက်ချိုက်တို့တာတို့ဖောက်ထုတ်တို့မတို့တော့ဝိုက်ချနဲ့ချတယ်ဒါလည်းသိပြီးသားနော်မောက်ချနဲ့ချတဲ့စကားလုံးဘယ်နှလုံးရှိလဲ6လုံးရှိတယ်လိုက်ဆိုဒေါဂွန်ပုံငိုချင်းဝူပြောကြည့်ပါဦးဒေါဂွန်ပုံငိုချင်းဝူဒါဆိုရင်ဆရာလေးတို့ကာကြီးခါခွေတင်မုံကြီးမှာဘီ33လုံးမှာဒီ6လုံးဒီဝိုက်ချမချရမောက်ချချပြန်ပြောမယ်ဘီးဘယ်နှလုံး33လုံး33လုံးမှာဒီ6လုံးဒီဘာမလို့ရဝိုက်ချမချရမောက်ချချပြန်ပြောဘီးဘယ်နှလုံးလဲ33လုံးဒီ6လုံးဒီဝိုက်ချမချရမောက်ချချဘာကြောင့်လဲချမယ်ကွာဘာဖြစ်လဲဓာတ်ချိုက်ကိုဝိုက်ချချဘာဖြစ်သွားမလဲအဖြစ်သွားမှာပေါ့ဒါကြောင့်ဝိုက်ချမချရမောက်ချချဂငယ်ကိုချမယ်ကာကြီးချလို့မရဘူးဂငယ်ကိုလည်းမောက်ချဟပါစောက်ကိုလည်းဘာချမလဲမောက်ချချဒါလေးကငါမရဘူးအသေးလေးဖြစ်သွားတယ်ဒါကြောင့်သူလည်းမောက်ချချခါခွေးကိုချစလိန်နဲ့တူသွားတယ်မောက်ချချရမယ်ဝတာဝဲမူနဲ့တူသွားတယ်ဒါကြောင့်သူ့ကိုလည်းမောက်ချချဒါဆိုမောက်ချချမဲ့အခရာဘယ်နှခုရှိလဲ6ခုလိုက်ဆိုပါဒေါဂွန်ပုံငိုချင်းဝူပြောကြည့်ပါဦးဒေါဂွန်ပုံငိုချင်းဝူပြန်ပြောပါဦးဒေါဂွန်ပုံငိုချင်းဝူဒါဆိုကာကြီးခါခွေးလည်းမတက်သွားဘူးလားတက်သွားပါပြီအကုန်တင်ရတာနော်မတင်သူတို့ကလေမသိကိုမသိလားသိတယ်လို့သိတယ်5လုံးလား6လုံးဆို5လုံးအဲ့လိုတစ်လုံးကသူကပြုတ်စားမလို့ခြံတာအဲ့တော့ဆရာလေးတို့ခုလောက်ဆိုရပြီကဲဒါဆိုရင်စိတ်ကိုဖြတ်လိုက်တော့မယ်နော်စိတ်ဆိုတာဘာကိုသိတဲ့သဘောအာယုံကိုသိတတ်တယ်အာယုံကိုသိယုံများသဘောလေးဘာလို့ခေါ်လဲစိတ်ဘယ်လောက်ရှိလဲအကျဉ်း80ကိုအကျဉ်း120ဘယ်စိတ်ပဲဖြစ်ဖြစ်ဘာကိုသိတတ်တယ်အာယုံကိုသိတတ်အာယုံဆိုတာစိတ်တို့ရဲ့ပျော်မွေ့ရာချက်ဆိုင်ဆွဲကင်ရာမိတွေရာပျော်မွေ့ရာချက်ဆိုင်ရာဆိုရင်အာရမဏဆွဲကင်ရာမိတွေရာဆိုရင်အာလံဘဏအာယုံဘယ်နှပါးရှိလဲ6ပါးရူပယုံတတ္ထာယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံလိုက်ပြောနော်မျက်စိနဲ့မြင်သမျှအစင်းအားလုံးရူပယုံနားနဲ့ကြားသမျှအတန်အားလုံးနှာခေါင်းနဲ့နံသမျှအနံအားလုံးခန္ဓာ
ခန္ဓာယုံမဟုတ်ပါဘူးခန္ဓာရှာနဲ့တွေးကြည့်သမျှရတာအလုံးရတာကိုယ်နဲ့တွေးကြည့်သမျှတွေးကြည့်အလုံးဖုဒ္ဓဘာယုံစိတ်နဲ့ကြံတွေးသမျှတွေးအလုံးဓမ္မယုံဟုတ်ပြီဒါဆိုရင်ဘီ33လုံးမှာဆရာလေးတို့ဒီမောက်ချရတာဘယ်နှလုံးလဲ6လုံးဒေါ်ကုန်းပုံငိုခြင်းဟုအလုံးတက်တယ်ဆိုတာဘာလဲနည်းနည်းမိုးတောက်အလေးရောက်တာအဲ့ဒီအချိန်ဒီတစ်လားနဲ့တစ်လားတူလားဆိုဝါဇူလေးခွဲဝါဇူလေးခွဲစေတူကဲငါခွဲလာပြသူတပူတွေမှပြန်၍ကြဒုတိယပရမတ္ထတရားကစေတသိကစေတတိနဲ့ဣကနဲ့ပေါင်းတာစေတတနဲ့စေတတနဲ့ဣကနဲ့ပေါင်းတော့စေတသိကစေတသိကစေတသိကကိုဆရာလေးတို့ကပါဠိဖြစ်လိုက်တော့စေတသိက်ဘယ်လိုခေါ်လဲစေတသိက်ဒါကြောင့်စေတသိက်ဒီကာကြီးနဲ့တက်လာတဝင်းမှုနဲ့တက်လာကာကြီးနဲ့တက်အဲ့ဒီစေတသိက်ကစိတ်နဲ့စေတသိက်ကိုဆရာလေးတို့ကနာမလို့ခေါ်တယ်နမတိတိနာမည်အာယုံရှိရာကိုညွတ်တက်ကိုင်းတတ်တယ်စိတ်တနဲ့စေတသိက်ကဘုသူစီကိုသွားတယ်အာယုံရှိရာသွားတယ်အာယုံစီကိုကိုင်းတတ်တဲ့သဘောညွတ်တတ်တဲ့သဘောရှိတယ်အဲ့တော့စိတ်တွေကအာယုံရှိရာကိုသွားတတ်တဲ့နမတိတိနာမနာမန်လို့ပြောတဲ့အတွက်နာမကိုပါဠိဖြစ်ရင်နံသူတို့နှစ်ယောက်ကနံတရားတွေအဲ့နံတရားတွေမှာဟောဒီစိတ်တွေစေတသိက်တွေရဲ့လာပြီးမှီတာကိုခံရတဲ့နံအမိခံရတဲ့နံကိုဘယ်လိုခေါ်လဲစိတ်လာပြီးမှီတတ်တဲ့နံကိုစေတသိက်ဒါဆိုရင်အမိခံရတာကစိတ်အမိခံရတာကစိတ်သူတစ်ပါးတွေ့သွားမိတတ်တာကစေတသိက်အဲ့စေတသိက်ဒီအရေးအတွက်အပြင်52ပါးရှိတယ်ဘယ်နှပါးလဲ52ပါးသူ့ရဲ့ဂုဏ်သတ္တိကစိတ်ကိုမှီပြီးစိတ်ကိုချဲတယ်ဘာလို့လဲဓမ္မမေဆွေတို့စိတ်ကိုမှီပြီးစိတ်ကိုချဲစိတ်ကိုသွားပြီးမှီရွယ်ရုံနေမကဘူးမှီတွယ်ရုံနေမကဘူးအဲ့စိတ်ကိုချဲလေတယ်ဟဲငါအိမ်လဲလာသည်ငါထမင်းလဲစားသည်ငါအတင်းလဲပြောသည်မရှိဘူးလားအဲ့လိုလူတွေနော်အိမ်လာလဲပြီးတော့စားတော့ပြီးတော့ဘာလုပ်လဲအကိုတင်းပြောသွားတယ်ဒီလိုမျိုးပေါ့စိတ်ကိုမှီပြီးတော့အဲ့စိတ်ကို तू ကဘာလုပ်လဲချဲလေတယ်အဲ့ဒါရေတွားပြင်ဘယ်လောက်ရှိလဲ50နှစ်အဲ့ဒီစိတ်နဲ့စေတသိက်တို့ဟာအတူတူဖြစ်တယ်အတူတူချုပ်တယ်မှီတဲ့ဝိတ္ထုတူတယ်ယူတဲ့အာယုံတူတယ်အချက်၄ချက်တူတယ်ဘယ်နှချက်တူလဲ၄ချက်လိုက်စို့အတူဖြစ်တယ်တူချုပ်တယ်မှီတဲ့ဝိတ္ထုတူတယ်ယူတဲ့အာယုံတူတယ်ဒါဆိုရင်တို့ဒီဘယ်နှချက်တူလဲ၄ချက်တူဘယ်နှပြလဲ၄ပြကဲတူ၄ပြလိုက်စို့ပါအောင်ဖြစ်ချုပ်မိအားတူ၄ပြအင်္ဂါရှင်နမိတ်ဖြစ်တာလဲတူတယ်ချုပ်တာလဲတူတယ်မိတာလဲတူတယ်အာယုံလဲတူတယ်ဘယ်သူနဲ့ဘယ်သူတို့လဲစိတ်နဲ့စေတသိက်ဖြစ်ချုပ်မိအားတူလေးပြချက်လေးချက်နဲ့တူတယ်ဒါကြောင့်မလို့သူတို့ကိုတန်ပယောကပစ္စည်းမှာစိတ်နဲ့စေတသိက်ကိုဟောတာပေါ့ဝိပယုတ်တပစ္စည်းရောက်ရင်စိတ်နဲ့ရုပ်ကိုနာနဲ့ရုပ်ကိုခွဲပြီးဟောတာပေါ့စိတ်ကြတော့စိတ်နဲ့စေတသိက်ကဖြစ်တာအတူတူဖြစ်တယ်ဖြစ်တဲ့အချိန်အတူတူပဲချုပ်တဲ့အချိန်လည်းအတူတူပဲစိတ်ကဟာရယဝတ္ထုကိုမှီရင်စေတသိက်ကလည်းဟာရယဝတ္ထုကိုမှီတယ်စိတ်ကဓမ္မယုံကိုအာယုံပြုရင်စေတသိက်ကလည်းဓမ္မယုံကိုအာယုံပြုတယ်ဒါကြောင့်မို့လို့စေတသိက်ကနဲ့စိတ်တတို့ဒီဘာတရားတွေနံတရားတွေဖြစ်တဲ့အတွက်ဘာကိုညှို့ကိုင်းတတ်လဲအာယုံရှိရာကိုညှို့ကိုင်းတတ်တယ်နာမကိုပါဠိဖြစ်တော့နံဘယ်နှပါလဲ2ပါးဘာနဲ့စိတ်နဲ့စေတသိက်အဲ့နံနှစ်ခုမှာဘသူကအမိခံရလဲစိတ်ကအမိခံရတယ်ဘသူကမမိတတ်ဘူးလေအမိတတ်တာဘသူလဲစေတသိက်အမိခံရတာကဒါဆိုရင်အမိခံရတဲ့နံစိတ်မိတတ်တဲ့နံစေတသိက်ဟုတ်ပြီနောက်တစ်ခုကရူပံနဲ့ရူပတိတိဟုတ်စတိဆိုတာသူတို့ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘောရှိတယ်အဲ့တော့ရူပကိုရကောက်ကိုတိုးရမလားရှည်ရမလားရှားကောက်ကဘာလို့ရမလဲရှေးရမမေ့စီတို့ဒီလိုလေးဝိုင်းပြီးရေးထားပါလဲခုနှစ်ဒါလေးကကြတော့မတူဘူးနော်ဒါလေးဟုတ်ကဲ့ဒါလေးကြည့်ပါဦးဒါလေးကဘယ်လိုခေါ်လဲရှေးနော်ဒါလေးကခါငယ်အစံလေးပါတာလေးကြည့်နော်ဒါကဘာလဲရှားကောက်ဒါလေးကခုနှစ်ဒါလေးက
ခငယ်ဒါကနော်ပုံစံလေးတူလားမတူဘူးနော်ဒါကြောင့်ဒီခုနှစ်ကိုဒီလိုရေးလို့မရဘူးရေဒီရောက်ကောက်လေးကိုဒီလိုတိုးဝိုင်းခငယ်ဖြစ်သွားမယ်ဒါဆိုရင်လူတွေကရေးတတ်ကြတယ်လေဒီလိုလေးရေးတယ်ဒါပါတော့ဟုတ်ဒါပေမဲ့ရုပ်ကိုအဲ့လိုရေးနေကြတယ်ဆက်လေးအများကြီးပဲတွေ့ white book ပြီးပေါ်မှာဒါဂုတ်ဖြစ်သွားမလားရုပ်လားဂုတ်ဖြစ်သွားမှာပေါ့ဒါရကောက်ကိုရေးမယ်ဆိုရင်ဘာပါရမလဲအစံပါရမယ်အစံပါရမယ်เนาะဒါတေချာလေးရေးရမယ်ရကောက်ကရကောက်နဲ့ပြအောင်ရေးရမယ်ရကောက်เนาะဒါဆိုရင်ရူပကိုပါဠိပြတော့ဘယ်လိုခေါ်လဲရုပ်ဒီဖောက်ပြန်တတ်တဲ့သဘောရှိတယ်တဲ့ရုပ်ကဘာဖြစ်လဲဖောက်ပြန်တတ်တဲ့သဘောရုပ်ဒီ28ပါးရှိတယ်ဘယ်နှပါးလဲ28ပါးအဲ့28ပါးလုံးဒီဖောက်ပြန်တတ်တယ်အဲ့ဒီမှာရုပ်အစစ်က18ပါးရုပ်အတုက10ပါးဖောက်ပြန်တတ်တဲ့သဘောတဲ့သူကဖောက်ပြန်တတ်တဲ့သဘောဖောက်ပြန်တတ်တဲ့သဘောရှိတယ်ရုပ်ကခွဲရင်ရုပ်အစစ်က18ရုပ်အတုက10မနေ့ကဟောဆရာလေးလူအစစ်နဲ့လူအတုနဲ့မသိဘူးလားနော်လူတွေနေတဲ့နေရာကျွန်းမနေကျွန်းရှိလေ၄ကျွန်းအရှေ့ကျွန်းအနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအဲ့ဒီမှာမြောက်တောင်ကျွန်းကလူတွေကဒါလေဘာအစစ်လူအစစ်ဘာဖြစ်နိုင်တယ်ဖရာယဟန္တာဖြစ်နိုင်အောက်ကျတဲ့စိတ်ရှိလားတက်ကြွတဲ့စိတ်ရှိလားတက်ကြွတဲ့စိတ်တောင်ကျွန်းဆိုတာဘာပွင့်နဲ့ဘာပင်ပေါက်လဲကျူးသပြရတပြေပင်ပေါက်တောင်ကျွန်းသားတွေကထက်မြက်တဲ့သဘောရှိတယ်လူပိသားဖို့ဆိုရင်ဆရာလေးတို့ကအချက်ဘယ်နှချက်နဲ့ညီရမလဲ3ချက်အကြောင်းဟုတ်သည်မဟုတ်သည်အကျိုးရှိသည်မရှိသည်ကံတဲ့အကျိုးကိုနားလည်ခြင်းမရှိရလားရှိရမလားရှိရမယ်အဲ့လူပိသားခြင်းတဲ့သူတွေကအကုန်လုံးကလူလို့ကောင်းကောင်းမွန်မွန်ပြောနိုင်ဖို့တည်းသူ့မှာဂုဏ်တတ္တိဘယ်နှပါးရှိရလဲ3ပါးဂုဏ်တတ္တိ3ပါးနဲ့ပြည့်စုံရမယ်နံပါတ်1ကဘာလဲတတိရှိရမယ်တတိရှိရမယ်တတိမဲ့နေရင်ကိုကလူမဟုတ်တော့နံပါတ်2ကရဲရဲစွန်စားခြင်းလည်းရှိတယ်နံပါတ်2ကဘာလဲရဲရဲစွန်စားခြင်းလည်းနံပါတ်3ကဘာလဲရှိလဲမြင့်မြတ်တဲ့အကျင့်ကိုเนาะကျင့်နိုင်တယ်မြတ်သောအကျင့်ကိုကျင့်နိုင်တဲ့သူတွေဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဆက်လေးတို့နံပါတ်1တိနာမည်နာမကိုပါဠိပြလိုက်တော့နာဒါဆိုရင်နံပါတ်3ကဘာလဲယူပရူပဆိုတော့ရုပ်ကဘာလုပ်တတ်လဲဖောက်ပြန်တတ်တယ်အဲ့တော့ရုပ်အစစ်18ပါးကဖောက်ပြန်တာအစစ်ကိုအတုဆိုတော့ရုပ်ရဲ့သဘောသူ့မှာမရှိဘူးရုပ်အစစ်18ပါးကတော့ဘာလုပ်တတ်လဲဖောက်ပြန်တတ်တယ်ဖောက်ပြန်တတ်တဲ့ဆိုတော့ရုပ်အစစ်18ပါးမှာဆရာလေးတို့ပြန်ကြည့်တော့ဆရာလေးရုပ်စရာလေးမချထားမိဘူးအဓိကကြတဲ့ရုပ်28ပါးကိုခွဲရင်4ပါးကမဟာဘူတလို့ခေါ်တယ်မဟာကကြီးကျယ်တာဘူတကထင်ရှားတာကြီးကျယ်ထင်ရှားတဲ့မဟာဘူတကိုပါဠိပြလိုက်တော့မဟာဘုတ်မဟာဘုတ်ရုပ်ဒီဘယ်နှပါးရှိလဲ4ပါးကျန်တဲ့24ပါးကိုဥပါဒါလို့ခေါ်တယ်ဘာလို့ခေါ်လဲဥပါဒါမဟာဘုတ်ရုပ်က4ပါးဥပါဒါရုပ်က24ပေါင်းလိုက်တော့28ပါးရုပ်ဘယ်နှပါးလဲ28ပါးဒီချာလေးမှတ်နော်ရုပ်ဘယ်နှပါးလဲ28ပါးမဟာဘုတ်ရုပ်ကဘယ်နှပါး4ပါးဥပါဒါရုပ်က24ပါးအဲ့ဒီလိုပဲစိတ်ကိုမှီတဲ့စေတသိက်တွေရှိသလိုမဟာဘုတ်ရုပ်ကိုမှီတဲ့ဥပါဒါရုပ်တွေလည်းရှိတယ်စိတ်ကိုမှီပြီးစိတ်ကိုချဲလဲသလိုမဟာဘုတ်ရုပ်တွေကလည်းဥပါဒါရုပ်တွေကလည်းမဟာဘုတ်ရုပ်တွေကိုမှီလဲမှီတယ်ချဲလဲချဲစင်တူလေးလိုက်ကြည့်နော်ဒါဆိုရင်ဘသူကအမိခံရတဲ့ရုပ်မဟာဘုတ်ရုပ်ကမိခံရတဲ့ရုပ်မှီတတ်တဲ့ရုပ်ကဥပါဒါရုပ်ဒါဆိုရင်အဓိကကြတာဘယ်ရုပ်ကအဓိကကြလဲမဟာဘုတ်ရုပ်ကဘယ်နှပါးရှိလဲ၄ပါးဒါလည်းအားလုံးသိတယ်ပထဝီတေဇောအာမောဝါယောပတိအာဝါလို့မသိဘူးလားသင်လားသင်တယ်အဓိကဒါပဲရုပ်လို့ပြောလိုက်ရင်အဓိကကြတာဒီ၄ပါးပဲပတိအာဝါပထဝီတေဇောအာမောဝါပထဝီရဲ့သဘောကြီးအချက်6ချက်ရှိတယ်ဘယ်နှချက်လဲ6ချက်အချက်6ချက်လို့သာပြောဆရာမချစ်လိုက်တော့3တွဲပဲချစ်တယ်ဘာကြောင့်လဲဆိုတော့မာရာပြော့တာမာခြင်းနဲ့ပျော်ခြင်းစัญญင်ပဲသဘောတရားနှစ်ခုသူ့မှာရှိတယ်မာခြင်းနဲ့ပျော်ခြင်းရှိသလိုကြံတန်ခြင်းနဲ့ချောမွေ့ခြင်းမာတယ်ပြောတယ်ဆိုတော့ဥကောင်းကိုလက်နဲ့ထိုးကြည့်တော့မာတယ်ပါးကိုထိုးတော့ပျော့တယ်မာရာပြော့တာလည်းဘယ်သူရဲ့သဘောရုပ်ရဲ့သဘောစံမင်းတွေကိုကန်ကြည့်တော့ကျန်းတယ်ပါးကိုပုတ်ကြည့်တော့ချောတယ်ငါကိုချောတယ်တဲ့နော်အတူပြောတာမဟုတ်ဘူးပုတ်လိုက်ရင်မချောလားချောလားချောတယ်ဒါကြောင့်ကျန်းတာနဲ့ချောတာလည်းဗာလဲ
ရုပ်ရဲ့သဘောလေးတာနဲ့ပေါ့တာနော်ဆရာလေးတို့အယိုးရှိတဲ့နေရာတွေကဘာလို့လဲလေးတယ်နော်ကျန်တဲ့နေရာတွေကပေါ့လေးတာနဲ့ပေါ့တာလဲဘယ်သူရဲ့သဘောပထဝီရဲ့သဘောဒါဆိုရင်ပထဝီမှာမာခြင်းပြော့ခြင်းကြမ်းခြင်းချောခြင်းလေးခြင်းပေါ့တူရာတွေနဲ့ဖွဲ့စည်းတာလားစက်ညင်ဘက်နဲ့ဖွဲ့စည်းတာလားဒါဆိုပထဝီရုပ်ရဲ့သဘောဟာတူရာနဲ့ဖွဲ့စည်းလားစက်ညင်ဘက်နဲ့ဖွဲ့စည်းလားစက်ညင်တေဇောဆိုတာအပူနဲ့အေးဘာလဲမလဲအပူနဲ့အေးပူခြင်းနဲ့အေးခြင်းအောင်တူရာလားစက်ညင်ဘက်လားအော်တူကလည်းစက်ညင်ဘက်နဲ့ဖွဲ့စည်းတာအာဘောကဖွဲ့စည်းခြင်းယူစည်းခြင်းအာဘောကဘာလဲဖွဲ့စည်းခြင်းယူဖွဲ့စည်းရဲဆိုတာနှက်တွေအပြင်မထွက်ဘဲနဲ့เนาะကြက်ခဲပြီးကောင်းမှနေတာเนาะဆရာလေးတို့တွေဟလာတပိုရဲလာရောက်ရင်နှာရည်တွေတရွှဲရွှဲနဲ့ကြာတပိုရဲမရောက်ပါနဲ့ခဏနေဆရာလေးကမုတ်တီတုံပြန်ကျွေးမယ်ဆိုရင်မုတ်တီဟင်းကားတောက်ရင်ဘယ်လိုနေတော့မလဲတခါလဲတရွှွှွှနဲ့မကြလာဘူးလားเนาะတချို့အဲ့ဒါမတုတ်ဘူးနှကောင်းဆုပ်ဆုပ်ပြီးပြန်တင်တာလည်းမရှိဘူးလားရှိတယ်တီရှူးပေးမယ်နော်အဲ့တော့အာဘောရဲ့သဘောဟာယုံစည်းတာလည်းရှိတယ်ဆရာလေးကငယ်ငယ်တော့မူလာတန်းပြလှုပ်အားပေးလှုပ်ဖူးတယ်အဲ့မှာကလေးတယောက်အဲ့တိုင်းထမင်းစားနေတာဆရာလေးကလေဦးတွေရားလိုက်တာ तू ကလေစားနေတဲ့ထမင်းခွက်တဲ့ကို तू နှက်တည်းကကြောက်တော့ तू ပြန်ရှုပ်တင်လိုက်ပြန်ရောသိလားဝါဝါကြီးတွေပြန်ကြောက်လာပြန်ရော तू ကပြန်စုပ်တင်လိုက်ပြန်ရောချုပ်လိုက်ပါလားနော်ဒါကို तू ကအဲ့ထမင်းကြိုက်နေကြမှာဆိုလို့ဆရာလေးကလေနောက်တော့မကြပါဘူး तू ကလက်မောင်းနဲ့တုတ်လိုက်တယ်အဲ့တော့အဘောရဲ့သဘောဟာဖွဲ့စည်းခြင်းယူစည်းခြင်းဝါရုပ်ရဲ့သဘောကထောက်ကန်ခြင်းနဲ့တွန်းကန်ခြင်းခုဆရာလေးဘာလုပ်နေလဲရက်နေဒီဝါရောပေါ့ဝါရောရဲ့အဓိကအလုပ်ကဒီမှာဘာလုပ်နေလဲမတက်ရက်ထောက်ပေးထားလို့သူတောက်အယိုးရှိလို့ထောက်တာမဟုတ်ဘူးနော်အယိုးကဆရာလေးတို့လေဖြတ်လိုက်တယ်ဆိုရင်အဲ့ချက်တော့အယိုးကြီးတွေမရှိဘူးလားမတက်ရက်လို့မရတော့နော်အဲ့တော့ဆရာလေးတို့ကဒီအယိုးတွေထောက်ကန်ထားနိုင်မှုအတွက်ဘယ်သူကထောက်ပေးတာလဲလေဝါရောကထောက်ကန်ခြင်းဟိုဘက်ကိုရွေ့မယ်ဆိုတော့နော်အဲ့လိုရွေ့လိုက်ပြီဆိုတော့နောက်ကျရုပ်တွေနဲ့နေအခုနောက်2ချိန်3ချိန်မြောက်4ချိန်မြောက်ဆိုတင်ပြီလေဒီလိုရွေ့သွားဖို့အတွက်ကိုဆရာလေးတို့ကဘာလုပ်ရလဲရွှေ့ရတယ်အဲ့လေကမရွှေ့နိုင်ရင် तू လေဖြတ်နေပြီဆိုဒီနားနေသွားလို့မရတာနော်စိတ်နဲ့ရုပ်ကတော့ရှိနေတယ်ဒါပေမဲ့သွားလို့ရလားမရနော်အဲ့ဒါလေးမှတ်ထားရမယ်ဝါရောရဲ့သဘောဘယ်သူရဲ့သဘောလဲဝါရောရဲ့သဘောဝါရောရဲ့သဘောဒီအခုထောက်ကန်ထားတာလဲဝါရောရဲ့သဘောတွန်းကန်တာလဲဝါရောသဘောဒါဆိုရက်နေတာနဲ့တွန်းကန်နေရင်တူတာလားဆန့်ကျင်ပဲလားဆန့်ကျင်ပဲဒါဆိုရင်ရုပ်28ပါးမှာအင်မတန်ကြီးကျယ်ထင်ရှားတဲ့မဟာပုတ်ရုပ်၄ပါးရဲ့သဘောတွေကတူတာနေနဲ့ဖွဲ့စည်းထားတာဆန့်ကျင်ဘက်နဲ့ဖွဲ့စည်းထားတာဒီလောက်ဆန့်ကျင်ဘက်နဲ့ဖွဲ့စည်းထားတဲ့အတွက်ရုပ်ကဒီတိုင်းနေလားဖောက်ပြန်လားဖောက်ပြန်တစ်ချိန်နဲ့တစ်ချိန်တူလားတပြေးပြေးနဲ့ဆရာလေးတို့ကချောလာအိုလာတာလားအိုလာဘလောက်လှတယ်ခုဆရာလေးတို့တွေနော်မင်းသမီးတွေခုကအင်တာနက်ခေတ်ဆိုတော့ဟလာဝဝဝင်းရွှေတို့ညွန်ဝင်းတို့အရင်တော့လှတဲ့ပုံလေးတွေငငယ်တော့ပုံလေးအခုအိုးပြီးနှကန်းနေမှာနော်အသက်ကြီးလာလေးအရေးအကြောင်းတွေအများကြီးဖြစ်လာပြီးတော့80ကျော်ရောက်လာတဲ့ချိန်မှာအိုတာတွေမမြင်ရဘူးလားငါလေတနေ့နော်စံမြင်တွေကတဖြည်းဖြည်းနဲ့လာဖြူလာဖြူလာတာနော်အရေးပြားတွေကတွန့်နေမျက်စိတွေကမှုန်နေနားကထိုင်းလို့ခါးကကိုင်းနေနော်ဒါဒေါသကြီးတဲ့သူတွေကတော့အဲ့လိုအချိန်မတန်မဲနဲ့ဖြစ်တတ်ပေမဲ့သူ့တဘာဝရုပ်ရဲ့တဘာဝကရှေးအစဉ်နဲ့နောက်စဉ်ရှေးအစဉ်နဲ့နောက်စဉ်မတူရတဲ့သဘောကဘာတွေနဲ့ဖွဲ့စည်းတာလို့စန့်ကျင်ဘက်တွေနဲ့ဖွဲ့စည်းတာသဘောပေါက်လားတူတာနဲ့လားစန့်ကျင်ဘက်လားအဲကြောင့်ရုပ်တွေကအိုလာတာလားနုလာတာလားအိုလာဒါကိုမသိတာလားသိတာလားသိတာဒါကြောင့်ရုပ်ဆိုတာဘာလို့တက်တဲ့သဘောရှိရဲ့အဲဆိုခုနကတော့ပြောတယ်ပရမတ္ထဆိုတာမဖောက်မပြန်ရဘူးလို့ပြောတယ်ရုပ်ကဘာလို့လဲဖောက်ပြန်တယ်စန့်ကျင်ဘက်ဖြစ်နေတယ်မှန်မယ်နော်ပရမတ္ထဆိုတာဘာလို့လဲဖောက်ပြန်တယ်မဖောက်မပြန်ရဘူးမဖောက်မပြန်မှဘာလို့ခေါ်လဲပရမတ္ထခုရုပ်ကြီးကဘာလို့နေလဲဖောက်ပြန်နေတော့ပရမတ္ထဖြစ်ပါမလားဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရုပ်အစစ်ဘယ်နှပါးသည်18ပါးသည်ဘယ်အပားမဆိုရုပ်18ပါးသည်ဖောက်ပြန်တတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်ဒီလိုမှတ်မယ်ဖောက်ပြန်တတ်တဲ့သဘောကနေဘယ်တော့မှမပြန်ဆိုတော့ရုပ်အစစ်18ပါးမှာ18ပါးတော့ဖောက်ပြန်တယ်တပါးကမဖောက်ပြန်ဘူးဆိုရင်ပရမတ္ထမဟုတ်ဘူးရှိတာဘယ်နှပါ18ပါး18ပါးလုံးဒီရှေးစဉ်နဲ့နောက်စဉ်မတူအောင်မလုပ်တတ်လဲဖောက်ပြန်တတ်တယ်ဒါကြောင့်ဖောက်ပြန်တတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထဒါဆိုပြောမယ်အာယုံကိုတိတတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့စိတ်သည်ပရမတ္ထစိတ်ကိုမြည်ပြီးစိတ်ကိုခြေတဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့စေတသိက်သည်ပရမတ္ထ
ဖောက်ပြန်တတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ရုပ်တည်ဗြဟ္မထရှင်းပြီလားเนาะဒါဆိုရင်နံပါတ်၄နိဗ္ဗာန်နိဝါနနိဆိုတာမရှိတာဝါနဆိုတဏှာတွေမရှိတာဘာလို့ခေါ်လဲနိဗ္ဗာန်နိရပါလဲမရှိတာဝါနကတဏှာဟောနိဝါနတဏှာတွေမရှိခြင်းကိုဘာလို့ခေါ်လဲနိဗ္ဗာန်လို့ခေါ်တယ်နိဝါနတွေဘယ်လိုများနိဗ္ဗာန်ဖြစ်သွားတာလဲတိချေရဲ့ပြောကြည့်ရအောင်ဟုတ်ဝါဒီနှလုံးစင်တာဝါနှလုံးစင်တာမြင်ဘူးလားမမြင်ဘူးရှင်းအင်္ဂလိပ်လို့ရှင်းဖြစ်သွားမှာပေါ့ဝါကနှလုံးစင်လို့ရတဲ့အထဲမှာမပါဘူးဝါကိုနှလုံးစင်ခြင်းဘာထက်ချိုင်ကိုခေါ်ရတယ်ဘသူ့ကိုခေါ်ရလဲဘာထက်ချိုင်ဥစ္စာလေးတော့ရှေ့မှာပါဠိစကားလုံးမှာတူရရှေ့စလုံးနဲ့နောက်စလုံးဆက်တော့မယ်ဆိုရင်အကူလေးတွေမခေါ်ရဘူးလားခေါ်ရတယ်ကာကြီးခါကွေခါငယ်ကာကြီးငါမှာပထမအခရာလေးဒီဘာတင်လို့ရလဲအသက်တင်လို့ရဒုတိယအခရာကအသက်တင်လို့မရတတိယအခရာအသက်တင်လို့ရတယ်ခါကြီးကအသက်တင်လို့မရငါကအသက်တင်လို့ရတယ်ဟုတ်ပြီနော်ဆင်းတဲ့အခါမှာလေပထမအခရာတို့ဒီအချင်းချင်းဆင်းလို့ရတယ်ပထမအခရာတို့ဒီနောက်ကသူကိုတွားပြီးဆင်းလို့ရတယ်တတိယအခရာဒီအချင်းချင်းဆင်းလို့ရတယ်တတိယအခရာဒီသရုဒ္ဓအခရာကိုသွားပြီးဆင်းလို့ရတယ်ဗျက်ကလေပါဠိစကားလုံးနောက်ဆုံးစလုံးဒီအချင်းချင်းနဲ့ဘာလို့လို့ရလဲဆင်းလို့ရတယ်ငါ့ကိုငတ်တတ်တာမရှိဘူးလားနော်ငါ့ကိုငတ်တတ်နိုင်လို့အခြားပစ္စည်းတွေရော तू သွားမတတ်နိုင်ဘူးလားတတ်နိုင်ဟောပင်စမမြောက်အလုံးဒီအချင်းချင်းလဲတတ်နိုင်တယ်သူတစ်ပါးအလုံးကိုလည်းတတ်နိုင်ဒါပါဠိတွေရဲ့သဘောတရားတွေစီကံနေလားဒါကိုတက်ထိုင်တော့ကောင်းတာပေါ့ပထမအခရာဒီဘာလို့လို့ရလဲအသက်တင်လို့ရတယ်ဒုတိယတတ်တင်လို့မရဒါစာလေးတစ်စုံပြောတာကျန်တာအလုံးလိုသိပေါ့ဒုတိယအခရာဒီအသက်တင်လို့မရဘူးတတိယအခရာအသက်တင်လို့ရတယ်စရုပ်ထကမရဘူးပိစမကရတယ်အပြီးတဲ့အခါမှာဆင်းတဲ့အခါမှာအချင်းချင်းဆင်းလို့ရတယ်ဒုတိယကိုသွားဆင်းလို့ရတယ်တတိယဒီချင်းချင်းလဲဆင်းလို့ရတယ်စရုပ်ထကိုသွားဆင်းလို့လည်းရတယ်ငါဒီချင်းချင်းလဲဆင်းလို့ရတယ်အကုန်လုံးပေါ်မှာလဲဆင်းလို့ရတယ်ဒါဆိုနားလည်ပြီနော်ဒါဆိုရင်ဆရာလေးတို့ကနိဗ္ဗာန်မှာနိဝါဏဒီဘယ်ထဲမှာပါတယ်လဲကြီးကာကြီးဝက်ထဲမှာပါလားကာကြီးကာငွေကာငယ်ကာကြီးငါထဲမှာဝါပါလားမပါဘူးကဝက်ထဲမှာလည်း तू မပါဘူးစာလုံးစာလိန်စာခွဲစာမြင်းဆွဲညထဲမှာပါလားပါဘူးတာတန်လင်းကြီးထာဝံပဲဓာရင်ကောက်ဓာရင်မုံနာကြီးသူထဲမှာရောပါဘူးတာဝမ်းမူထစင်ညူဓာတွေဓာအောက်ချိုင်နာငယ်ထဲမှာရောပါဆောက်ဖားဦးထုတ်ဘာလက်ချိုက်ပါကုန်းမထဲမှာရောမပါဘူးဩကဝက်စာဝက်တာဝက်ပါဝက်ဝက်ပြီး25လုံးထဲမှာသူတို့ပါလားမပါဘူးသူကအဝဲဘာဝဲလဲအဝဲ8လုံးထဲမှာပဲပါတယ်25နဲ့8နဲ့ပေါင်းတော့တော်လိုက်တာ25နဲ့8နဲ့ပေါင်းတော့33အဲ့33ကိုဘီ consonant ဘီလို့ခေါ်တယ်တရကဘယ်နှလုံးရှိလဲ8လုံးတရကဘယ်နှလုံး8လုံးအာအီအီဥအေအောအန်အာသူရှောက်စုရှင်းလုံးပြောပါဦးရှင်းလုံးပါလေလေအာအီအီဥအေအောဒါပဲဥအေအောဒါပဲဘယ်နှလုံးပဲရှင်းလုံးအဲ့တရနဲ့ဘီနဲ့ပေါင်းလိုက်ရင်ဘယ်နှလုံးလဲ42လုံးဒါကိုပါဠိအခရာလို့ခေါ်တယ်ဘယ်လိုခေါ်လဲပါဠိစာပေမှာစကားလုံးဘယ်နှလုံးရှိလဲ40နဲ့တလုံးရှိတယ်ဒါမှတ်ထားနော်ကဲဟုတ်ပြီဆရာလေးတို့အဲ့ဒီဆရာလေးတို့ရဲ့ဝါဒီဘယ်ထဲမှာပါလဲအဝတ်ထဲမှာပါတယ်ဘာထဲမှာပါလဲအဝတ်ထဲမှာပါတဲ့ဝါလုံးကိုပတ်သက်စစ်မယ်ဆိုစင်လို့မရတဲ့အတွက်သူကဘာတက်ချိုင်ကိုသွားစစ်တယ်ပါဆောက်ဖာဦးထုတ်ဘာတက်ချိုင်နော်သူ့ရဲ့အပေါ်မှာရှိတဲ့ဘာတက်ချိုင်ကိုအကူညီသွားတောင်းတော့ဘာတက်ချိုင်နှလုံးဆင်းလိုက်တယ်အဲ့တော့ဝါနှလုံးမဆင်းရတော့စီကံအရာဘာတက်ချိုင်ဆက်လို့တော့သူ့လေးဖြတ်လိုက်တော့နားငယ်လုံးကြီးဘာလက်ချိုင်တတ်တော့နေဘာလက်ချိုင်ရေးချဆိုတော့ဘာနိဗ္ဗာန်ကိုပါဠိဖြစ်တော့နိဗ္ဗာန်ဒါပြီနော်နိဝါဏတဏှာတို့ရဲ့ကုံဆုံးရာဖြစ်တဲ့နိဝါဏကိုပါဠိဖြစ်လိုက်တော့နိဗ္ဗာန်သည်ပါဠိဖြစ်ရင်နိဗ္ဗာန်ဒီပါလေတဏှာတို့ရဲ့ချုပ်ရာတ
ဏှာတို့ရဲ့ကင်းဝေးရာဒုက္ခတို့ရဲ့ချုပ်ငြိမ်းရာပြုပြင်မှုကင်းရာကံစိတ်ဥရုအာဟာရတို့ရဲ့ပြုပြင်မှုတွေမရှိတဲ့နေရာအဲ့ဒါကိုဘာလို့ခေါ်လဲနိဗ္ဗာန်ကိုဘာလို့ပဲယူလဲတစ်လို့ပဲယူတယ်ဆိုတော့ဆရာလေးတို့မှာအဘိဓမ္မထတရားဘယ်နှပါးပြီးသွားပြီလဲဆိုတော့၄ပါးကဲအဘိဓမ္မထတရား၄ပါးကိုပြောမယ်နံပါတ်1ကဘာလဲစိတ်ဒီပါကိုသိတဲ့သဘောအာယုံကိုသိတဲ့သဘောစိတ်ချင်းဘယ်လောက်ရှိလဲ89အကျေ120ပါးဟုတ်ပြီနော်ပြီးစိတ်ကိုမီပြီးတော့စိတ်ကိုချဲလဲတဲ့စေတသိက်စိတ်နိုင်မီတွဲစိတ်ကိုရေတွဲအပြည့်52ရူပဆိုတာဘာလဲရုပ်ဒီဘာလို့တတ်တယ်အောက်ပြန်တယ်နိဗ္ဗာန်ဒီတဏှာတို့ကကင်းတယ်ကင်းလိုက်မကင်းလိုက်ရှိလားမရှိဘူးမြဲတဲ့တန်တိဒုက္ခအမြဲတမ်းအေးချမ်းခြင်းငြိမ်းအေးခြင်းရှိတဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်ဒါဆိုစိတ်ကတိအာယုံကိုတည်တတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထစေတသိက်ဒီစိတ်ကိုမိပြီးစိတ်ကိုခြေတဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထရုပ်ဒီဖောက်ပြန်တတ်တဲ့သဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထနိဗ္ဗာန်ဒီတန်တိဒုက္ခအေးငြိမ်းခြင်းသဘောကနေဘယ်တော့မှမဖောက်ပြန်လို့ပရမတ္ထဒါဆိုပရမတ္ထတရားဘယ်နှပါလဲ၄ပါးအဲ့၄ပါးကိုဆရာလေးတို့ကခန္ဓာဖွဲ့မယ်နော်ကဲခန္ဓာဖွဲ့မယ်ဆိုတော့ဒီဆရာလေးတို့ရဲ့အဓိကအချက်ဖြစ်တဲ့အနတ္တလက္ခဏာ၃ရဲ့သဘောကခန္ဓာတွေကိုဖွဲ့ရခန္ဓာဆိုတာအစုအဝေးခန္ဓာဆိုတာဘာလဲအစုအဝေးမလိုတာလေးပဲဖြစ်နော်ဒါလေးတွေဖြစ်ဆရာလေးခန္ဓာဖွဲ့ကြည့်ရဒီဒါလေးတွေထားခဲ့ဒါလေးဖြစ်ဟုတ်ပြီဒါလေးပဲဖြစ်ပညတ်တိထားတာပညတ်ကအမျိုးမျိုးအခုဆရာလေးတို့ကဒီပညတ်ကိုလည်းသင်ရမယ်နော်သမုဒိသစ္စာနဲ့ဆိုတော့အမျိုးမျိုးအစားစားဖြစ်ဖြစ်ခေါ်ဒါတွေပါအတိပ္ပယ်တွေပါဖြစ်ဟုတ်ပြီကဲဟုတ်ပြီကဲဓမ္မမေစီတို့ကြည်ပါစိတ်ဓာတ်ကိုဆရာလေးပါဠိဖြစ်မယ်စိတ်လို့ရမယ်စေတသိက်ကိုပါဠိဖြစ်မယ်စေတသိက်ရမယ်ရုပ်ကိုပါဠိဖြစ်မယ်ရူပကိုပါဠိဖြစ်မယ်ရုပ်ရမယ်နိဗ္ဗာန်နိဝါဏကိုပါဠိဖြစ်မယ်နိဗ္ဗာန်အဲ့ဒီပရမတ္ထတရား၄ပါးသည်ဘယ်တော့မှမဖောက်မပြန်တဲ့အတွက်ဘာတရားပရမတ္ထတရားဟုတ်ပြီပညတ်တိအမျိုးမျိုးအစားစားခုနမဲ့ခေါ်ကြတယ်အဲ့တော့ဆရာလေးတို့ကိုကြည့်ပါဆရာလေးတို့ကိုလူလို့ခေါ်လားခေါ်ပါတယ်နော်ဒီဆံမင်ကလူဆံမင်ကလည်းစွဲကြမရှိဘူးနော်ဒါပါတော့ဒီဆံမင်ကလူလားမဟုတ်ဘူးဒီမျက်နာလူလားလက်ကလူလားဒီတဏ္ဍတစ်ခုလုံးကိုကြတော့လူလို့ခေါ်တယ်အဲဆိုလူဆိုတာရှိလားအခေါ်ပဲရှိတယ်ဟုတ်မရှိပြန်ပြောပါဦးဘာတော့ရှိတယ်ခေါ်တော့ရှိတယ်ဟုတ်မရှိအဲ့ဒါကိုပြညတ်လို့ခေါ်တာဒါဆိုရင်ဆရာလေးရဲ့ဆံမင်လေးကိုဆွဲလိုက်တယ်ဒါပါလေးလေဆံမင်ဒါကပါဒါကနရွက်နော်ဒါကခေါ်လို့မရလားရလားဒါပါလေပြညတ်ဒါဒီတစ်ခုလုံးကိုခြုံလိုက်တော့ဘာလို့ခေါ်လဲလူအဲ့လူရောရှိလားမရှိဘူးဒါဆိုဘာရှိလဲပြန်ကြည့်မယ်လေစံမင်ရကင်လို့ရလားထိလို့ရလားထားတယ် तू ကဘာရဲ့သဘောရုပ်ရဲ့သဘောတဖြည်းဖြည်းနဲ့ဘာလုပ်လာလဲအိုးလာတယ်ရှေးစင်နဲ့နောက်စင်တူလားမတူနှမဆိုရင်အတ္တလားအနတ္တလားဆိုနောက်မှမေးမယ်နော် तू က तू မရှိဘူးလားရှိနေလားရှိနေဒီပါရရောရုပ်ထိလို့မရလားရလားရတယ်ဒါဆိုရင်စန္ဒာတွေအကုန်လုံးလိုက်စီကြည့်လိုက်ရင်သူ့မှာဘာသဘောတော့ရှိလဲမာတဲ့သဘောပြောတဲ့သဘောကျန်းတဲ့သဘောချောတဲ့သဘောလေးတဲ့သဘောပေါ့တဲ့သဘောအဲ့ဒါဘသူရဲ့သဘောပထဝီရဲ့သဘောပထဝီဆိုတာရုပ်အဲ့ဒါတွေတော့သွားမတူဘူးလားစံမင်းတွေပါးတွေနားတွေတော့ကွဲတယ်ဘာရဲ့သဘောတော့တူတယ်ရုပ်ရဲ့သဘောတော့တူတယ်ဒါကြောင့်ဘာလို့ပြောလိုက်ရင်ရုပ်လို့ပြောလိုက်ရင်တော့မှန်တယ်ဒါဆိုအားလုံးပြန်စစ်လိုက်ရင်တော့ရုပ်နာမည်မျိုးမျိုးမဲ့ခေါ်နေတာကပညတ်တိကိုပါဠိပြလိုက်တော့ပညတ်ပရမတ္ထကိုပါဠိပြလိုက်တော့ပရမတ်ဒါဆိုရှိတာဘာနဲ့ပါပဲရှိလဲပညတ်နဲ့ပရမတ်ဒါပဲရှိအဲ့တရား၅ပါးကိုဘာလို့ခေါ်လဲအဘိဓမ္မထတရားဟုတ်ပြီခန္ဓာတွေပြောတဲ့အခါမှာကိုယ်မှာတကယ်ရှိတာကစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပဲရှိတဲ့အတွက်မြတ်စွာဘုရားရှင်ကခန္ဓာဖွဲ့စည်းတော့မယ်ခန္ဓာဆိုတာအစုအဝေးဘသူတွေကိုခန္ဓာဖွဲ့ရမလဲဆက်လေးနည်းနည်းဖြစ်အောင်ဒါလေးဖြစ်ရအဘိဓမ္မထတရားတွေကိုဖြစ်မယ်
ဒီဘောလေးကောင်းငင်လေးဖြစ်နိဗ္ဗာန်ကိုကြည့်မယ်တဲ့နိဗ္ဗာန်သည်ကာလ3ပါးကာလ3ပါးဘာတွေဖြစ်လဲကာလ3ပါးကိုပြောကြည့်ပါအတိတ်ရဲ့ပစ္စုပန်ရဲ့အနာဂတ်ရဲ့ကာလ3ရက်အစ္ဆတနဲ့ဗဟိတကိုကြည့်ပါအစ္ဆတိကနဲ့ဗဟိတအစ္ဆဗဟိဩလာရိကဒုက္ခုမဩလာရိကဒုက္ခုမဒါလေးလေးပြောရမယ်နော်ဩလာရိကဒုက္ခုမဟိနပဏိဒဒူရေတန္တိကေအချက်17ပါးရှိတယ်အဲ့17ပါးလုံးနဲ့အကျုံးဝင်ရင်ခန္ဓာဖွဲ့လို့ရတယ်အဲ့17ပါးလုံးနဲ့အကျုံးမဝင်ရင်ခန္ဓာဖွဲ့လို့မရဘူး17ပါးဟုတ်ရဲ့လားတွေ့ကြည့်ရအောင်ကာလ3ရက်ဆိုတာဘာတွေလဲအတိတ်ပစ္စုပန်အနာဂတ်ဘယ်နှချက်လဲ3အစ္ဆဒဆိုတာအတွင်းဗဟိတကအပြင်3နဲ့2နဲ့ပေါင်း5ဩလာယိကကအကျဉ်ဒုက္ခုမကအနုအကျဉ်နဲ့အနုနှစ်ခုပေါင်းလိုက်တော့9ဟိနကရုံညံ့တာပဏိဒကမြတ်တာရုံနဲ့အညက်2ပါးပေါင်းတော့9ဒူတွေကအဝေးတန္တိကေယအနီးပေါင်းလိုက်တော့17ပါးသောအချင်းရာတို့နဲ့အကျုံးဝင်နေဆိုရင်ခန္ဓာဖွဲ့လို့ရတယ်17ပါးသောအချင်းရာတို့နဲ့အကျုံးမဝင်ရင်ခန္ဓာဖွဲ့လို့မရဘူးဆိုကြည့်ပါအောင်ကာလ3ရက်အစ္ဆဗဟိတာဩလာရိကဒုက္ခုမဟိနပဏိတာဒူရေတန္တိကေတန္တိကလည်းတန္တိကေပေါ့နော်ကြပြလေးနဲ့ဆိုရင်တော့သူတို့ကိုအမျိုးတူရာကျုံသွင်းပြီးတော့ခန္ဓာဖွဲ့ရမယ်ဆိုတော့ဆရာလေးတို့ကစစ်ကြည့်မယ်စိတ်ကိုစစ်မယ်ငါစိတ်အရင်တော့စိတ်အတွင်းစိတ်အပြင်စိတ်ဆရာလေးတို့ခုစိတ်ဖြစ်မှဖြစ်နေတဲ့စိတ်ကအတွင်းစိတ်နော်ဒကမာကြီးတို့စိတ်ကကြတော့အပြင်အစိတ်နော်ကိုယ်စိတ်ကိုပဲအတွင်းအပြင်ဩလာယိကဒုက္ခုကဆရာလေးတို့ရဲ့ရုပ်မှာကြည့်ရုပ်တရားမှာရုပ်ချမ်းရှိလားရုပ်အချောရှိလားရှိတယ်ရုပ်ကိုခွဲလိုက်ရင်28ပါးမှာကျမ်းနာက12ပါးနုရာက16ပါး gross matter နဲ့ substance matter ဆိုပြီးတော့နှစ်ခုခွဲတယ်ဒါကဩလာယိကရုပ်ဒါကဒုက္ခုမရုပ်ကျန်တဲ့ရုပ်ကနုတဲ့ရုပ်ကမရှိဘူးလားရှိတယ်နောက်ပြီးတော့ဟိနာပဏိတာတခါတလေမှာရုပ်ကျန်တယ်တခါတလေမှာမြင့်မြတ်တယ်ဒါမှမရှိဘူးလားရှိပါတယ်နောက်အဝေးနီးဆရာလေးတို့ရုပ်တွေကိုခွဲခြားလို့ရှိရင်ဒူတွေရုပ်နဲ့တန္တိကေရုပ်ကွဲသွားတယ်အဲ့တော့ကျန်တာတွေကခွဲလို့ရတယ်စနစ်နဲ့16ပဲကွဲလို့ရတယ်ရုပ်ပိုင်းတွေတော့အများကြီးပေါ့ဆရာလေးတို့မှာအဲ့ဒီ17ပါးနဲ့မှာ2ပါးစုံတွဲမှာ17ပါးလုံးမှာအကျုံးဝင်မှဆရာလေးတို့ကခန္ဓာဖွဲ့လို့ရတာနိဗ္ဗာန်ကိုကြည့်တော့ဆရာလေးတို့စိတ်သည်အဲ့ဒီ17ပါးလုံးနဲ့အကျုံးဝင်တယ်စေတသိက်သည်လည်းအဲ့17ပါးလုံးနဲ့အကျုံးဝင်တယ်ရုပ်သည်လည်းအဲ့17ပါးလုံးနဲ့အကျုံးဝင်တယ်အရင်တော့ငါရုပ်ကဘလို့ရုပ်ချမ်းရုပ်နုအကုန်လုံးအကျုံးဝင်တယ်ဘသူကမဝင်ဘူးလဲဆိုတော့နိဗ္ဗာန်ကအကျုံးမဝင်ဘူးနိဗ္ဗာန်ကိုငါအရင်တော့နိဗ္ဗာန်ရခဲ့တယ်လို့ပြောလို့ရလားနိဗ္ဗာန်ကရတယ်ဆိုအမြဲပဲလေအမြဲပဲရငါနိဗ္ဗာန်ကအခုရတာလို့လည်းပြောလို့မရငါလာမယ့်အနာဂတ်မှာရမယ်လို့လည်းပြောလို့မရဒါ
ဒါဆိုရင် तू ကကာလဝိမုတ်နိဗ္ဗာန်ကဘာလဲကာလဝိမုတ်ရတယ်ဆို तू ကအမြဲရတာလေဟုတ်ပြီးတော့နိဗ္ဗာန်ကိုပြောရင်အစ္ဆဒလားဗဟိတလားနိဗ္ဗာန်ခန္ဓာထဲမှာရှိတာလားမဟုတ်ဘူးဘယ်မှာရှိတာလဲဗဟိတမှာရှိတာနှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရနိဗ္ဗာန်ဒီဩလာယိကလားဒုက္ခမလားကျမ်းနဲ့တာဟုတ်ပါမလားနိဗ္ဗာန်ကဘာလဲဒုက္ခမနှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရဆရာလေးတို့ရုပ်မှာကြတော့ဩလာယိကဒုက္ခမနှစ်ဖက်မရနိုင်ဘူးလားနောက်တကဟိနလားပဏိဒလားနိဗ္ဗာန်ကပဏိဒရုပ်ညံ့လားမြင့်မြတ်လားမြင့်မြတ်တာပေါ့နောက်ပြီးတော့ဒူတွေလားတန်တိကေလားနိဗ္ဗာန်ကိုမြင်လွယ်လို့လားနီးနီးကက်ကက်မြင်လွယ်လားမမြင်လွယ်ပါဘူးနိဗ္ဗာန်ဒီဉာဏ်မျက်စိနဲ့အင်မတန်ဝေးသောအကြောင်းတရားဖြစ်တယ်နှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရကာလ3ရက်နဲ့ရောတွဲလို့ရလားမရကာလ3ရက်နဲ့လည်း तू ကကာလဝိမုတ်ဖြစ်တယ်နှစ်ဖက်ရမှာတွဲကြည့်တော့လေနှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရနိဗ္ဗာန်ဆိုတာဗဟိတနိဗ္ဗာန်ဆိုတာဒုက္ခမနိဗ္ဗာန်ဆိုတာပဏိတနိဗ္ဗာန်ဆိုတာဒုရေဉာဏ်မျက်စိနဲ့မမြင်လွယ်ဘူးဝေးသောအကြောင်းတရားဖြစ်တယ်နှုတ်ဖို့ဆိုရင်နိဗ္ဗာန်ကိုမျက်စိနဲ့မြင်လို့ရတယ်လို့ဖြစ်နေမှာပေါ့ဒါကြောင့်မလို့နိဗ္ဗာန်ဒီခန္ဓာဖွဲ့လို့ရလားမရ7ပါးသောအချင်းရာတို့နဲ့နှစ်ဖက်ရမဖြစ်ဘူးတစ်ဖက်ရပဲဖြစ်တဲ့အတွက်နိဗ္ဗာန်ဒီခန္ဓာဝိမုတ်ဘာဝိမုတ်ခန္ဓာဒါဆိုရင်ပရမတ္ထတရားတွေကိုဆရာလေးတို့ကခန္ဓာဖွဲ့မယ်ဆိုရင်ဘယ်သူမပါဘူးနိဗ္ဗာန်မပါဒါဆိုဘယ်သူကိုဖွဲ့မလဲရုပ်ကိုဖွဲ့မယ်စိတ်ကိုဖွဲ့မယ်စေတသိက်ကိုဖွဲ့မယ်ဟုတ်ပြီနော်ကဲဖွဲ့တဲ့အခါမှာတူရာဆွဲသွင်းရမယ်တူရာဆွဲသွင်းပြီးဖွဲ့ရမယ်ဆိုတော့အခုစေရုပ်ကရုပ်တရားသူကရုပ်တရားနော်စိတ်နဲ့စေတသိက်ကနံတရားစိတ်နဲ့စေတသိက်ဖြစ်တဲ့နံတရားနဲ့ရုပ်ကိုအတူတူပေါင်းဖွဲ့လို့မရဘူးဒါကြောင့်ခွဲချမ်းပြီးတော့ဖွဲ့လိုက်မယ်ဆိုတော့ဆရာလေးကိုဒါလေးပြီးဆရာလေးလူရာဖြတ်လိုက်တော့ဆရာလေးတို့စိတ်တွေနိဗ္ဗာန်ကတော့ဖွဲ့လို့မရတာသိသွားပြီခန္ဓာဖွဲ့လို့မရဘူး7ပါးသောချင်းရနဲ့ तू ကမကိုက်ဘူးအဲ့တော့ဆရာလေးတို့ကနှစ်ဖက်ရလည်းမဖြစ်ဘူးတစ်ဖက်ရလည်းဖြစ်တော့ခန္ဓာဖွဲ့မယ်ဆိုရုပ်ကိုခန္ဓာဖွဲ့မယ်ရုပ်ကိုခန္ဓာဖွဲ့တော့ရူပနဲ့ခန္ဓာနဲ့ပေါင်းမယ်ဘာနဲ့ရူပနဲ့ခန္ဓာအဲ့တော့ခုနကဆရာလေးပြောတယ်ကာကြီးနဲ့ခါခွေးမှာဘယ်သူကအသက်တင်လို့မရဘယ်သူကတင်လို့ရလဲကာကြီးရတင်လို့ရဒါဆိုခါခွေးနဲ့ပါဆောင်နဲ့ကိုဇက်လေးသွားဆက်လို့ခါခွေးရတက်တင်လို့မရဒါဆိုရင်သူ့အစားပွဲစားလေးတယောက်ခေါ်လိုက်မယ်ဆိုဘယ်သူခေါ်မလဲကာကြီးလေးကိုခေါ်လိုက်တော့သူတို့နှစ်ယောက်ဆင့်ပြီးရူပနဲ့ခန္ဓာဒီလိုပဲပေါင်းလိုက်ပါတော့နော်ရူပနဲ့ခန္ဓာနဲ့ပေါင်းလိုက်တော့ရူပနဲ့ကာကြီးနဲ့ပေါင်းလိုက်တော့ရူပခန္ဓာဘယ်သူကိုငါခေါ်ရလဲကာကြီးကိုဘာလို့ခေါ်တာလဲခါခွေးရတက်တင်လို့မရခါခွေးတက်မတင်လို့မရတော့ဘယ်သူကိုခေါ်ကာကြီးကိုခေါ်ကာကြီးနဲ့ခါခွေးရဆင့်လို့ရလားရတယ်ဘယ်နဲ့မရဘူးလေကာကြီးနဲ့ခါခွေးရခုနပဲပြောလေဆင့်လို့ရတယ်ကာကြီးကသူ့ချင်းချင်းလဲဆင့်လို့ရတယ်ခါခွေးပေါ်မှာလဲသွားဆင့်လို့ရဒါကြောင့်ဘာခန္ဓာဒါဆိုရုပ်ဒီခန္ဓာဖွဲ့လို့ရလားရတယ်7ပါးသောချင်းရနဲ့မကြိုက်ဘူးလားကြိုက်တယ်ဆရာလေးတို့အခုငငယ်တုန်းကရုပ်နဲ့ခုရုပ်တူသေးလားအဲဆိုငငယ်တုန်းကရုပ်ဆိုပြီးတော့ဓာတ်ပုံပြလို့မရဘူးလားအခုရုပ်ဆိုရင်ရောရတယ်နောက်အနှစ်20မှာဖြစ်နိုင်တဲ့ရုပ်ကိုရောရတယ်ဒါကြောင့်မလို့ကာလ3ရက်နဲ့ခွဲခြားလို့လည်းရတယ်ပြီးတော့ခါမှာခုနရုပ်တွေဒီအစ္ဆဗဟိတဒါဆရာလေးတို့အတွင်းရုပ်သူကအပြင်ရုပ်အဲ့လိုလားမဟုတ်ဘူးအစ္ဆတိကယုတ်နဲ့ဗဟိတယုတ်ကိုခွဲလို့ရတယ်ဆက်တာရုပ်ပိုင်းသိရင်တော့အဲ့ဒါတွေအကုန်လုံးပေါ်လာမှာပေါ့နော်အစ္ဆဒဗိဒခွဲလို့ရတယ်ဩကာယကတုကုမရတယ်ဟိနာပဏိဒရတယ်ဒူရဲတန်တိကေရတော့မလို့ရုပ်တရားတွေကလည်းအကုန်လုံးခွဲလို့ရတဲ့အတွက်ရူပခန္ဓာသည်ဘာလို့ရလဲခန္ဓာပွဲလို့ရရူပခန္ဓာသည်ဖောက်ပြန်တဲ့သဘောတရားအစုဘာစုလို့ခေါ်လဲဖောက်ပြန်တဲ့သဘောတရားအစုသူကအဲ့သဘောတရားအစုခန္ဓာပါတော့အစုပေါ့သူသည်ရေမြုပ်နဲ့တူတယ်လို့ဘုရားကဥပမာပေးတယ်ဘာနဲ့တူလဲရေမြုပ်နဲ့တူဒါဖျားပေးတဲ့ဥပမာပေါ့ကဲနောက်တစ်ခုသွားမယ်ဒါကရုပ်ပြီးသွားပြီရူပခန္ဓာဆိုတော့ရုပ်ပြီးသွားပြီရုပ်ကိုခန္ဓာဖွဲ့တယ်နောက်တစ်ခုဘယ်သူကိုခန္ဓာဖွဲ့မလဲစေတသိက်နံနေဖွဲ့မယ်စေတသိက်ကဘယ်နှပါးရှိလဲ52ပါး52ပါးမှာဝေဒနာတစ်ပါးကိုထုတ်တင်ညာတစ်ပါးကိုထုတ်ဝေဒနာ1တင်ညာ1ဆိုတော့52ထဲက
52ပါးတွေကစေတနာဝေဒနာနဲ့တင်ညာနှစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ကျန်လဲ50အဲ့ဒီ50ကိုစေတနာဥဆောင်တော့သင်္ခါရလို့ခေါ်တယ်ဘယ်လိုခေါ်လဲသင်္ခါရဒါဆိုအဲ့ဒါဆို52ပြည့်သွားလိမ့်မယ်ဒါဆိုစေတသိက်52ပါးကိုဆရာလေးတို့ကခန္ဓာဘယ်နှပါးဖွဲ့မလဲ3ပါးစေတသိက်ကရုပ်က28စေတသိက်က52ကိုဖွဲ့လိုက်တော့ဝေဒနာရဲ့တင်ညာရဲ့သင်္ခါရဖွဲ့လိုက်ဒါဆိုရင်52ပါးလုံးရှိတာကိုဆရာလေးတို့ကဘာဖြစ်လို့ဝေဒနာကိုတတ်တင်ညာကိုတတ်ခန္ဓာဖွဲ့တာလေဝေဒနာကတော့ဝေဒနာခန္ဓာတင်ညာကတော့တင်ညာခန္ဓာစေတနာဥဆောင်တဲ့ဉာဏ်နဲ့အပါ90ရာသင်္ခါရခန္ဓာအဲ့ဒါတော့သိတယ်ဘာဖြစ်လို့ဝေဒနာကိုတတ်ခန္ဓာဖွဲ့ပြီးဆွဲထုတ်တာတင်ညာကိုဘာဖြစ်လို့တတ်ခွဲပြီးတော့ဆွဲထုတ်တာတော့ဆိုရင်ဘုရားရှင်ကဝေဒနာကိုတပါးတီးခြားထားပြီးခန္ဓာဖွဲ့ရတာဝိတ္တရားတို့မှာตาယာတတ်တဲ့သဘောရှိလို့ဘာတရားတို့မှာဝိတရားတို့မှာတတ်တဲ့သဘောရှိလို့ဝိဆိုတာရက်နေလားလေပတ်နေလားဝိတ္တဒါဆိုရင်ဝိကဘယ်နှပါရှိတော့ဝိ3ပါဝိပတ်ဘယ်နှပါလဲ3ပါဘာဝိတ္တေလဲကိလေသာဝကမ္မဝဝိပါကဝဒါဆိုကိလေသာဝိကဘာတွေတော့ပြောလိုက်သူတို့ရက်သွားတယ်ဝိ3ပါတော့ကွတ္တိဝိပနပါရှိလဲ3ပါဝိ3ပါဘာတွေလဲကိလေသာဝကမ္မဝဝိပါကဝဒါဆိုကိလေသာဝကဘာတွေလဲအဝိဇ္ဇာတဏှာဥပါဒံဘာတွေလဲပြောပါဦးအဝိဇ္ဇာတဏှာဥပါဒံအဲ့ဒါဘာဝိတ္တေလဲကိလေသာဝကမ္မဝကဘာတွေလဲသင်္ခါရနဲ့ကမ္မဘဝကမ္မဝကဘာတွေလဲသင်္ခါရနဲ့ကမ္မဘဝဝိပါကဝကဘာတွေလဲဝိညာဉ်နေယောတလယရဏဖတ်တဝေဒနာဇာတိစရာမရဏဩပတတိဘဝဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီဝိ3ပါးမှာตาယာတတ်တဲ့သဘောရှိလို့ဝေဒနာကိုတီးခြားပါဖွဲ့ခန္ဓာဖွဲ့ပြန်ပြောဝေဒနာကိုဘာလို့ခန္ဓာဖွဲ့တာလဲဝိ3ပါးမှာตาယာတတ်တဲ့သဘောရှိလို့ဝေဒနာကိုတီးခြားခန္ဓာဖွဲ့ခန္ဓာဖွဲ့တော့ဝေဒနာနဲ့ဘာနဲ့ပေါင်းခန္ဓာနဲ့ပေါင်းဒါဆိုရင်အကူလေးဘယ်သူကိုခေါ်မလဲကာကြီးလေးကိုခေါ်လိုက်ဝေဒနာလားဝေဒနက်ခန္ဓာဘာခန္ဓာလဲဝေဒနက်ခန္ဓာဖောက်ပြန်တတ်တာလားခံစားတတ်တာလားဘာလို့တတ်တာလဲခံစားတတ်တဲ့သဘောတရားအစုဘာနဲ့တူလဲရေဘွက်နဲ့တူတယ်ငကိုတွေကမရှိရေဘွက်ဆိုတာအကြောင်းတရားတွေတိုက်ဆိုင်တော့မှထပွက်ရတာပြီးပြန်ကြတာဒါကြောင့်သူကရေဘွက်နဲ့တူတယ်လို့ဘုရားကဥပမာပေးတယ်တင်ညာကိုရောတီးခြားခန္ဓာဖွဲ့တယ်ဘာဖြစ်လို့တင်ညာကိုတီးခြားခန္ဓာဖွဲ့ရတာတော့မဆိုရင်စေတသိက်တွေအကုန်လုံးပေါင်းပြီးတော့တခန္ဓာတည်းထားပါလားဘာဖြစ်လို့ခွဲထုတ်ရတာတော့ဆိုတော့ဘုရားရှင်ကပြန်ရှင်းပြတယ်တင်ညာသည်ဝိတရားတို့ပေါ်မှာตาယာတတ်တဲ့သဘောကို तू ကအရသာပေါ်အောင်တင်ညာဆိုမှတ်ထားတာအရသာပေါ်အောင်ထပ်ပြီးသုံးလောင်းတတ်တဲ့သဘောရှိလို့ तू ထပ်ဆောင်တဲ့သဘောရှိတာဝေဒနာကဝိတရားပေါ်မှာဘာလို့တတ်တယ်ตาယာတတ်တယ်အဲ့ตาယာတတ်တဲ့တရားတွေပေါ်မှာ तू ကထပ်ပြီးအရသာပေါ်လွင်အောင်မှတ်ထားတာကိုတင်ညာကဘာလို့ထားလဲမှတ်ထားပြီးတော့အရသာပေါ်လွင်အောင်သုံးလောင်းတတ်တဲ့သဘောရှိလို့တင်ညာကိုလည်းမယွင်းခန္ဓာဖွဲ့တင်ညာကိုဘာဖွဲ့မယွင်းခန္ဓာဖွဲ့ခန္ဓာဖွဲ့လိုက်တော့ဘာခန္ဓာတင်ညက်ခန္ဓာတင်ညာကိုခန္ဓာနဲ့ပေါင်းတော့တင်ညက်ခန္ဓာတင်ညက်ခန္ဓာသည်တန်လျက်နဲ့တူတယ်မှတ်သားမှုသဘောတရားအစုဘုရားရှင်ဥပမာပေးတယ်တန်လျက်နဲ့တူတယ်တန်လျက်ကိုရွှေထင်းရွှေသမင်းအမိုင်မှာတန်လျက်ကိုရေထင်းရွှေသမင်းအမိုင်မှာအလိုက်ပါစေတနာဥဆောင်တဲ့သင်္ခါရ50ကိုတော့ခန္ဓာဖွဲ့တယ်ခန္ဓာဖွဲ့တော့ဘာခန္ဓာရမလဲသင်္ခါရခန္ဓာဘာခန္ဓာရမလဲသင်္ခါရခန္ဓာသင်္ခါရခန္ဓာသည်စေစော်မှုသဘောတရားအစုစေစော်တဲ့သဘောတရားအစုဘာနဲ့တူလဲ
ငပြောတုံးနဲ့တူတယ်ငပြောတုံးကအနည်းမရှိပါဘူးသူ့မှာအမြုပ်တွေလေးများရှိမလားလို့ခွာတာနောက်ဆုံးတော့အထဲမှာဘာမှမရှိဘူးကဲရုပ်လဲပြီးပြီစေတသိက်50နှစ်ပြီးတော့ဘာလာမလဲစိတ်ဒီအချင်း80ကိုအကျယ်120ပါးဟုဆိုတော်လဲအလုံးပြန်ဆိုရင်သူဒီအာယုံကိုတိတက်တဲ့သဘောတရားပဲရှိတယ်ပြီးရင်ဝိဇာနာနာလက္ခဏာဆိုတော့အာယုံကိုတိတက်တဲ့သဘောတရားပဲရှိတယ်ပြီးတော့စိတ်ဒီမနောပုပ္ပင်ကမဓမ္မစိတ်ဒီတရားအလုံးရဲ့ရှေ့မှာဥဆောင်တယ်စိတ်ကဥဆောင်လို့ဖြစ်တာပေါ့စိတ်ကထက်နေတာကိုဖြစ်မှာပေါ့သူစိတ်ကဗမာနေလေရှေ့မှာနေအဲ့တော့ကိစ္စတွေလက္ခဏာတွေအကုန်လုံးဟာသဘောတရားတူနေတဲ့အတွက်စိတ်ချင်း80ကိုအကျယ်120ပါးကိုဆရာလေးတို့ခန္ဓာဖွင့်ခန္ဓာတစ်ခုရစိတ်ကိုဘာလို့ခေါ်လဲဆိုတော့ဝိညာဏလို့ခေါ်တယ်ဝိညာဏဆရာလေးရေးတဲ့ညသည်ညကလေးလားညကြီးလားညကြီးဆိုတော့ညကလေးပဲနှလုံးဆိုတော့ပေါင်းမယ်ဝညကလေးတတ်တော့ဝိညလေးတစ်လုံးကရေးကြတော့ညာနာကြီးနဲ့ဆိုတော့နဝိညာဏကိုဘာနဲ့ပေါင်းခန္ဓာနဲ့ပေါင်းခန္ဓာနဲ့ပေါင်းတော့ကာကြီးလေးကိုပွဲစားလေးခေါ်လိုက်မယ်ခေါ်လိုက်တော့ဝိညာဉ်နဲ့ခန္ဓာဘာခန္ဓာလဲဝိညာဉ်နဲ့ခန္ဓာအထူးသိမှုသဘောဘယ်လိုသိတာတော့အထူးသိမှုသဘောအဲ့အထူးသိမှုသဘောဒီဘာနဲ့တူလဲမျက်လက်နဲ့တူတယ်ငကိုတွေကမတတ်တာကိုတတ်တယ်ထင်အောင်လှည့်စားထားတာမို့လို့မျက်လက်နဲ့တူတယ်အဲ့တော့ခန္ဓာ၅ပါးကိုဘာကြောင့်ဖွဲ့ရတယ်အဲ့ခန္ဓာ၅ပါးကိုတပါးချင်းစီမြတ်စွာဘုရားမေးမှာနံပါတ်1ကတော့စရှင်းပြတယ်ရူပခန္ဓာရဲ့အနတ္တသဘောကိုရှင်းပြတယ်အနတ္တသဘောကိုသိဖို့အတွက်ဘာကိုနားလည်ရမလဲအတ္တကိုနားလည်ရအတ္တကိုနားလည်မှအနတ္တကိုမြတ်စွာဘုရားရှင်းပြမယ်ရူပခန္ဓာဆိုတာကိုယ်လိုမလိုက်ဘူးဆိုတော့ဘုရားချက်ချင်းရှင်းပါငါလိုလိုက်ပါဆိုငယ်ငယ်လုံးဝပုံမဲနေလေ55နှစ်မလုံးနဲ့25နှစ်ကပုံလုံးပေးရလားအဲ့မှာအတ္တကအဲ့လိုဖြစ်ချင်တာဒါပေမဲ့ तू ကပြနေတာအတ္တလားအနတ္တလားအနတ္တကိုကအရင်တော့ပုံစံလေးပဲနေပါလို့ပြောတော့ तू ကနေလားမနေဘူးအဲ့လိုပဲခန္ဓာ၅ပါးလုံးဒီအနတ္တဖြစ်ပါတယ်ဆိုတော့တပါးချင်းဘုရားရှင်ကဖော်တော်မှာဟောပြီးတော့မှအဲ့ခန္ဓာ၅ပါးကိုတပါးချင်းပြန်ပြီးတော့ခွဲထုတ်ပြီးတော့ငါလည်းမဟုတ်ဘူးရူပခန္ဓာဒီငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ဘူးတဏမာနဒိဋ္ဌိတွေနဲ့ကင်းချောင်း तू ကပြောမှာပြောပြီးတော့မှမြတ်စွာဘုရားရှင်ကတဏမာနဒိဋ္ဌိတို့နဲ့လည်းအကုန်လုံးကင်းလွတ်တဲ့အကြောင်းဟောတယ်တပါးချင်းကိုဟောမှာရမလားဒါဆိုရင်ဒီအနတ္တလက္ခဏာ3မှာခန္ဓာ၅ပါးကိုဖွဲ့တယ်ပြောတဲ့အတွက်ဇာလေးကဘာသင်လိုက်လဲပရမတ္ထကိုသင်လိုက်ပရမတ္ထမှာနိဗ္ဗာန်မပါဘူးလားပါလားပါတော့လည်းပဲနိဗ္ဗာန်ဒီ17ပါးသောအချင်းရာတို့နဲ့အကျုံးဝင်လားနှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရဆိုတော့ဘယ်သူကိုခန္ဓာဖွဲ့လို့မရနိဗ္ဗာန်ကိုကာလဝိမုတ်ကောဖြစ်မနေဘူးလားကာလ3ပါးလုံးမှာနိဗ္ဗာန်ရှိတယ်ပြောလို့ရလားမရဘူးနိဗ္ဗာန်ဒီဘာဝိမုတ်ကာလဝိမုတ်နှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရကာလဝိမုတ်လည်းဖြစ်တယ်တစ်ဖက်ရလည်းဖြစ်တဲ့အတွက်ခန္ဓာဖွဲ့လို့မရဒါကြောင့်နိဗ္ဗာန်ဒီခန္ဓာရှိလားခန္ဓာဝိမုတ်လားခန္ဓာဝိမုတ်ကာလဝိမုတ်လည်းဖြစ်တယ်နှစ်ဖက်ရလားတစ်ဖက်ရလားတစ်ဖက်ရခန္ဓာဖွဲ့လို့ရလားမရဘူးမရတော့ပရမတ္ထတရား၄ပါးမှာခန္ဓာဖွဲ့လို့ရတာရုပ်ရဲ့စိတ်ရဲ့စေတသိက်အဲ့ဒီမှာဆရာလေးကစေတသိက်52ပါးကိုတပါးစီခွဲထုတ်တာဘာလို့လဲဝေဒနာနဲ့တင်ညာဘာဖြစ်လို့ဝေဒနာကိုတတ်ခွဲထုတ်လို့ရတာလဲဝိတရားတို့မှာတာယာတတ်တဲ့သဘောရှိလို့ဒါဆိုရင်ဝေဒနာကိုခန္ဓာဖွဲ့ပြီးဘယ်သူ့ကိုလဲခန္ဓာဖွဲ့တယ်တင်ညာကိုလဲခန္ဓာဖွဲ့ဘာဖြစ်လို့တင်ညာကိုခန္ဓာဖွဲ့လို့ရလဲတာယာတတ်တဲ့တရားတို့ပေါ်မှာအရသာပေါ်အောင်တွန်းလောင်းတတ်တဲ့သဘောရှိလို့တင်ညာကိုလည်းဘာလို့ရလဲခန္ဓာဖွဲ့လို့ရတယ်ဒါဆိုခန္ဓာဘယ်နှပါးလဲ၅ပါးခန္ဓာ၅ပါးရဲ့သဘောတွေကိုဘုရားရှင်ကဘယ်လိုဟောလဲရူပခန္ဓာဖောက်ပြန်သောသဘောတရားအစုရေမြုပ်ကဲ့သို့ဝေဒနာခန္ဓာခံစားမှုသဘောတရားအစုရေဝက်ကဲ့သို့တင်ညက်ခန္ဓာမှတ်သားမှုသဘောတရားအစုတန်လျက်ကဲ့သို့သင်္ခါရခန္ဓာစိတ်ဆော်မှုသဘောတရားအစုငပြောတုံးကဲ့သို့ဝိညာဉ်နဲ့ခန္ဓာအထူးသိမှုသဘောတရားအစုမျက်လက်ကဲ့သို့ဒါဆိုရပြီအဲ့ဒါဆိုရင်ဆရာလေးတို့ကခန္ဓာ၅ပါးကိုဘုရားရှင်ကအနတ္တလက္ခဏာ3မှာဟောတော့ဆရာလေးတို့ခန္ဓာကိုသိပြီစိတ်နဲ့စေတသိက်ဒီရုပ်လားနာမ်လားနာမ်
ရုပ်လားနာလားနာသူ့ကိုပြန်ဖွဲ့လိုက်တော့နာမဆိုတော့နန္တရားရူပဆိုတော့ရုပ်တရားဒါဆိုရုပ်နာနဲ့ပြောရင်3ပါးလား2ပါးလား2ပါးရုပ်နာနဲ့ပြောရင်2ပါးခန္ဓာနဲ့ပြောရင်5ပါးဒါဆိုရင်ပုဂ္ဂိုလ်တ attva တွေမှာရှိတာဘာနဲ့ပါပဲရှိရုပ်နဲ့နာနဲ့ရှိအတ္တလေးကဘယ်ရောက်လာတာလဲကဲအခုစစ်ကြည့်တော့တ attva တွေမှာဘာနဲ့ပါပဲရှိရုပ်နဲ့နာနဲ့ရှိဒါပေမဲ့ဆရာလေးတို့မှာဘာကြောင့်ဒုက္ခရောက်လဲအတ္တကြောင့်ဒုက္ခအတ္တကြီးလေဒုက္ခရောက်လေအတ္တကြီးတဲ့သူတွေမမြင်ဘူးလားမြင်လားဟဲသူသွားမပြောနဲ့ तू ကသိ selfish ဖြစ်တာရန်တကူကောင်းဆန်တာဘာလို့တကူကောင်းဆန်လဲအတ္တကြီးလို့အဲ့အတ္တကလည်းဘယ်ထဲကစလာတာလဲကဘာဦးအစတွေကအတ္တဝါဒစပြီးပေါ်မလာဘူးလားပေါ်လာအဲ့အတ္တကိုလည်းမနှစ်သက်ပဲနေလားနှစ်သက်ပြီးနေတာလားအနှစ်သက်ပြီးနေတာဘာလို့လဲတဏှာဒါဆိုစပေါ်လာတာကအတ္တနောက်ကနေဘာလို့ပေါ်လာလဲအဲ့ဒါချစ်လိုက်တာအမလေးငါလုံးရင်ငါခံရမှာပဲငါကိုချစ်ပြီးတော့ဟေးအကုသိုလ်တွေမလုံးနဲ့ဟေးဘာလို့ကုသိုလ်လုံးတော့တဏှာမပတ်ဘူးလားပတ်တာပဲအဲ့ဒါလဲဘာလဲအတ္တငါမတိနဲ့ဆိုတာလဲအတ္တအဲ့တော့တဏှာရဲ့အတ္တရဲ့စေခိုင်းမှုကြောင့်အကုန်လုံးလုံနေတာတောက်လျှောက်အကုန်လုံးကိုဝင်းရံလိုက်တာကအတ္တကနေအဲ့ဒါလေးကိုဆွဲလန်းတတ်တဲ့တဏှာရဲ့နောက်မှာဘယ်သူလိုက်လာလဲမာနဘယ်သူကလိုက်လာလဲမာနဒါကြောင့်အတ္တဒိဋ္ဌိတွေကိုဖြုတ်နိုင်မှုအတွက်တဏှာမာနတွေကိုအလုံးစုံပြတ်သားဖို့အတွက်ဘုရားရှင်ကဘာကိုဟောတာလဲအနတ္တလက္ခဏာတုတ်ကိုဟောတာပြီးတော့မှလက္ခဏာကြီး၃ပါးတင်တော့မှနိစ္စံဝါအနိစ္စံဝါဟောတော့မှနော်မြဲလားမမြဲဘူးလားစင်ရလားချမ်းသာသလားဒါမှမဟုတ်ကိုယ်လိုလိုက်တဲ့အတ္တလားကိုယ်လိုမလိုက်တဲ့အနတ္တလားဘာကိုမေးမှာခန္ဓာ၅ပါးကိုမေးမှာခန္ဓာ၅ပါးကိုဘယ်လိုမေးမှာလဲတစ်ချက်ချင်းမေးမှာဘုရားရှင်ကဘယ်သူတွေကိုမေးမှာလဲပင်စားဝဲကြီး၅ဦးသူနောက်မှဝင်းရနေတာဘယ်လိုရှိတယ်နတ်မြမာတွေရှိတယ်ပင်စားဝဲကြီး၅ဦးကအမေးဖြေလုပ်တဲ့အခါမှာကိုယ့်ရဲ့သိထားတဲ့ဉာဏ်နဲ့ဖြေတာလားခန္ဓာကြည့်ဖြေတာခန္ဓာကြည့်ဖြေတာဒါဆိုရင်နံပါတ်1ကခန္ဓာ၅ပါးကိုသိပြီဆိုရင်ဘုရားရှင်ကခန္ဓာ၅ပါးကိုအနတ္တဖြစ်ကြောင်းရုပ်ခန္ဓာသည်ရူပခန္ဓာသည်အနတ္တဖြစ်ကြောင်းကိုဟောမယ်ပြီးရင်ဝေဒနာခန္ဓာအနတ္တဖြစ်ကြောင်းတင်ညက်ခန္ဓာအနတ္တဖြစ်ကြောင်းသင်္ခါရခန္ဓာအနတ္တဖြစ်ကြောင်းဝိညာဏခန္ဓာအနတ္တဖြစ်ကြောင်းမြတ်စွာဘုရားဟောတယ်ပြီးတဲ့အခါမှာအဲ့ဒီရူပခန္ဓာ၅ပါးအပေါ်မှာတဏှာမာနဒိဋ္ဌိဆိုတဲ့တန်တရားချဲ့ကြောင်းတရားတွေကိုရှင်းပြဟောပြတယ်ဒါဆိုရင်ရူပခန္ဓာပေါ်မှာတဏှာမာနဒိဋ္ဌိဝေဒနာခန္ဓာပေါ်မှာတဏှာမာနဒိဋ္ဌိအဲ့ဒီလိုပဲ၅ပါးလုံးမရှင်းမြုပ်လားရှင်းတယ်ရှင်းပြီးတော့မှကိုယ်ခန္ဓာမှာညံဆိုင်ပြီးတော့ကြည်ပြီးတော့ဟောတဲ့သူတွေကဘယ်သူတွေမြတ်စွာဘုရားဟောခံတဲ့တရားနာပိဋကပိဿဝိငါ့ဆိုတာတာမန်သူတွေလားကဘာတသိန်းပါရမီဖြည့်ထားလားဒီဘဝမှာလည်းအနှစ်30နီးပါးပါလုပ်ထားတယ်သီလသမာဓိနဲ့ပြည့်စုံသီလကလည်းအင်မတန်စင်ကြီးပြီးတော့သမာဓိကလည်းအင်မတန်ကိုကောင်းပြီးတဲ့အခါမှာဓမ္မစကြာနာပြီးပြီဖြစ်တဲ့အတွက်သူတို့ကသောတာပတ္တိမဲ့ဉဏ်ပူဉဏ်ရပြီးသားသောတာပန်ပုဂ္ဂိုလ်တွေကိုအရတ္တမဲ့အရတ္တပူဉဏ်ရပါစေဆိုပြီးတော့ဘုရားရှင်ကအနတ္တလက္ခဏာတုတ်ကိုဟောတဲ့အတွက်ဒီရုပ်ခန္ဓာပေါ်မှာမြဲလားမမြဲဘူးလားဆိုတာကိုမေးတယ်ချမ်းသာလားဆင်းရဲလားဆိုတာကိုမေးတယ်ကိုယ်သဘောကိုယ်လိုလိုက်လားအတ္တလားအနတ္တလားလို့မေးတပါးချင်းစီကိုမမေးဘူးလားမေးလားမေးတဲ့အခါမှာအဲ့ဒီခန္ဓာ၅ပါးဒီတပါးချင်းကိုသူတို့ကနေသဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ဉာဏ်နဲ့ဆင်ခြင်ပြီးခန္ဓာကိုဉာဏ်ဆိုင်လိုက်တဲ့အခါမှာနိဗ္ဗိဒဉာဏ်ဆိုဒီခန္ဓာကိုလုံးဝဘယ်ဘဝမှမလိုချင်တော့တဲ့နိဗ္ဗိဒဉာဏ်ပြင်းထန်လာပြီးတော့တဆင့်နဲ့တဆင့်တက်သွားလိုက်တာတက္ကတာကံအနာကံယဟန္တာဖြစ်သွားတာဟာလေးမဲ့လေးကိုတပြိုင်နဲ့ကြပြီးတော့ယဟန္တာဖြစ်သွားတဲ့အတွက်မဟာတက္ကရာ103ခုနှစ်ဝါဆိုလာပြည့်ကျော်9ရက်နေ့ကိုယဟန္တာဖြစ်တဲ့နေ့မို့လို့ဗာနေ့လို့သတ်မှတ်လဲဒုသာသနာမှာယဟန္တာနေ့လို့သတ်မှတ်တယ်ပထမဆုံးဝါဆိုလာပြည့်နေ့မှာတော့အေဟိဘိတ်ကိုယဟန်ဖြစ်ကိုဘသူကတောင်းလဲပပိစီကဒုံလဘဘသူကတောင်းလဲယဟန်ဖြစ်ကိုကွန်းတင်ညာအရှင်ကွန်းတင်ညာကတောင်းတဲ့အတွက်အေဟိဘိတ်ကိုခေါ်လိုက်တော့တပါးရဲ့ယဟန်ဖြစ်သွားတဲ့နေ့ကတော့အဲ့နေ့ကတန်ခါယရဏပေါ်ထွန်းလာတဲ့နေ့တစ်ချက်ချင်းကိုဒီအခုနောက်တင်မဲ့15ဘိုက်ကိုသိရတော့မှာနော်နောက်ပထမ5ဘိုက်ကဘာလဲပထမ5ဘိုက်ကရုပ်ပေါ်မှာဝေဒနာပေါ်မှာတင်ညာပေါ်မှာသင်္ခါရပေါ်မှာဝိညာဉ်ပေါ်မှာ
အနတ္တဖြစ်ကြောင်းဘယ်သူကဟောမလဲဘုရားဟောဆရာလေးကတဆင့်ပြန်ပြီးရှင်းပြမယ်နောက်၅ဘိုက်ကပါလဲရုပ်ပေါ်မှာဝေဒနာပေါ်တင်ညာပေါ်မှာရပေါ်မှာဝိညာဉ်ပေါ်မှာတဏမာနဒိဋ္ဌိမရှိအောင်ဟောမယ်ဟုတ်ပြီနောက်တစ်ခါအဲ့ဒီ၅ပါးကိုဘာဆက်ဟောမလဲအနိစ္စလားဒုက္ခလားအနတ္တဟုတ်မနော်နိစ္စလားအနိစ္စလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တတပါးချင်းစီကိုမေးသွားတော့နောက်တစ်ဘယ်နှကြောင်းလဲ၅ကြောင်းအဲ့တော့မှအားလုံးကိုရှင်းပြီးတော့မှသူတို့ရဲ့ဉာဏ်မှာခန္ဓာမေးတဲ့မေးတိုင်းခန္ဓာကိုဉာဏ်ဆိုင်ပြီးဖြေတာဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့ဒီခန္ဓာကိုဘလို့မှမလိုချင်တော့တဲ့နိဗ္ဗာန်ဉာဏ်ဆိုတဲ့ညီငွေကြောင့်တစ်စင်းတစ်စင်းတက်သွားလိုက်တာတက္ကတာကံအနာကံယဟန္တာကြီးဖြည့်ပြီးတော့เนาะအားလုံးဟာတခါတည်းယဟန္တာနေလို့သာသနာမှာမှတ်မှတ်သားသားဖြစ်မဲ့နေ့ကြီးပေါ်ထွန်းလာပါတယ်အဲ့ဒါဆရာလေးနောက်နေ့ဆက်တင်မဲ့သင်ခန်းစာတွေဖြစ်ပါတယ်ဒီနေ့တော့ဘာဖွဲ့တာနဲ့ပြီးသွားလဲခန္ဓာဖွဲ့အဲ့ခန္ဓာမှမသိရင်ရောစာဆက်တင်လို့ရပါမလားမရဘူးခန္ဓာမှပိုင်ပိုင်နိုင်မသိဘဲနဲ့အလွတ်ကျက်ကြီးဖြစ်နေမှာပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဒီကနေ့၄နာရီလဲထိုးပြီးဖြစ်တဲ့အတွက်ဆရာလေးတို့ရဲ့အနတ္တလက္ခဏာသုတ်တန်နဲ့ဝိပဿနာသင်တန်းရဲ့ဒုတိယနေ့သင်တန်းလေးကိုသင်ခန်းစာကိုဒီမှာပဲရနာခွင့်ပြုပါရနာတဲ့ကာမဗုဒ္ဓသာသနာစီရန်တိတ္တု၃ကြိမ်ရွတ်ဆိုပြီးတော့သင်တန်းလေးသိပါမယ်ဗျာနောက်တွေကြီးတပုံလေးရိုက်ပြီနော်ဗုဒ္ဓသာသနာစီရန်တိတ္တုအနာဂတိသာသနာလေးစီရခိတတိဗုဒ္ဓသာသနာစီရန်တိတ္တုအနာဂတိသာသနာလေးစီရခိတတိဗုဒ္ဓသာသနာစီရန်တိတ္တုအနာဂတိသာသနာလေးစီရခိတတိနာဂတိသာသနာလေးစီရခိတတိနောင်သောအခါသာသနာသီလရှိသူများသာဆောင်လိမ့်မည်နောင်သောအခါသာသနာကိုယ်ချင်းသိက္ခာရှိသူများသာဆောင်လိမ့်မည်နောင်သောအခါသာသနာလေးစီပညာရှိပုဂ္ဂိုလ်များသာဆောင်လိမ့်မည်ဗုဒ္ဓသာသနာလောကသားတို့ဤအနိုင်မဲ့ခြေဆုရှင်ဖြစ်တော်မူ၏ထသောမြတ်ဗုဒ္ဓ၏ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဟုဆိုအပ်သောသာသနာတော်မြတ်ဤသုံးရက်သည်စီရန်သိမ့်သံကလေးအနေများမြောင်ကာလကြာအောင်တိတ်တဲ့သူဟောသူပြောသူတွေကလည်းတညံညံသင်အံသူတွေကလည်းတသေးသေးကျင့်ကြံသူတွေဗမဲ့ဆဲအောင်တကယ်အမြဲတည်ပါစေဗျာသာဓုသာဓုသာဓုမမေစေယောဂီသူတော်စင်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေမိမိတို့နတ္တလက္ခဏာတုတ်ကိုနှလုံးသွင်းပူဇော်ရင်းနဲ့မိမိတို့ရဲ့ခန္ဓာမှာရှိတဲ့အတ္တဒိဋ္ဌိနဲ့တဏမာနတွေကိုရောနိုင်သမျှရောပါနိုင်သမျှအပါအလုံးစုံခန္ဓာကိုညီငွေနိုင်တဲ့နိဗ္ဗာန်ဉာဏ်ရရှိပြီးသောတာပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်မှာတည်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေဗျာ